တန်ဖိုးရှိတဲ့လူတရားကောင်းစဉ်ပြီးပြီးတော့ဝိဇ္ဇာတော်ဟောမှာပါနော်ပါဠိလိုကတော့နာခတုတ်တံလို့အဲ့ဒါလိုနာမည်ပေးထားပါတယ်အဲ့ဒါအဲ့ဒီတရားတော်ကိုနာယူကြည်ယူပြီးတော့မိမိတို့ရဲ့ဘဝကိုယ်တန်ဖိုးရှိတဲ့လူတရားဖြစ်အောင်ကြိုးစားဖို့ဆိုတဲ့ဥတည်ခြင်းနဲ့နာယူကြည်ယူကြရမယ်ဒီတရားတော်ကိုမဟောကြားသေးခင်မနာကြားသေးခင်မှာတရားတော်အလုံးမဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုယ်တော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစေရတရားလုံးစုံကိုတည်တော်မူမြတ်တော်မူတဲ့သဗ္ဗညုတဉာဏ်တည်ဟူသောပညာကိုဒုမဟာကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကိုယုတိမြတ်လို့ရှိခိုးပူဇော်ကြအောင်စို့အလုံးလက်ဥချီမှုပြီးတော့အာယုပြုကြရအောင်ကရုဏာတိတလဟေယပညာပိသောတဝိဟတမောဟဓမ္မသာမေရမေရလောကကေရုဝန္တိဒုက္ခတံဂတိဝိမု တံကရုဏာတိတလဟေယမဟာကရုဏာတော်ဖြင့်အညံသောစိတ်နှလုံးလေးရှိတော်မူပါပေထသောပညာပိသောတဝိဟတမောဟဓမ္မအရဟတမေတိဟုသောအယောင်လေးဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောမှုဖေခေါ်တော်မူ၏ထသောသာမေရမရလောကကေရောလူလက်ပြမတတဝါနန္တလူ၏ကြောင့်ထိတံတို့ပလေကရုပြုရာတဆူလေးသောဆရာသခင်လည်းဖြစ်တော်မူပါပေထသောယတိဝိမု တံဒီဝမနောတံမိယံနှင့်ပိတတိသံလာယရှိငါတတော်ဂတိတို့မှလည်းထိုသဖြင့်ကင်းလွတ်တော်မူ၏ထသောသူကတံတတဝါတို့အားအကျိုးများစွာဟုတ်မှန်သောစကားကောင်းကိုလာပြည့်စုံတော်မူပါ၏ထသောဗုဒ္ဓသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်သောပရမတ်ကဲ့သို့ပြတ်သားခြင်းနဲ့သိမြင်ပေတတ်မြတ်ရှင်ကိုယ်တော်မျက်စိကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ကိုဆိုပြည့်ပရမတ်မှန်ကိုယုံနာလက်ချမ်းဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝေနေဝနာမကာယဝစီမနောခြေသုံးဒီတော်တပနာမဖြင့်ဒုက္ခယုကျိုးလက်ဆုံးမောဟရှိခိုးပုညုတ်ပါ၏မြတ်စွာဘုရားတန်ဖိုးရှိတဲ့လူစတဲ့ပြီးတော့နာယူကြည်လို့ကြရအောင်သတုဟိဘိကဝေအင်္ဂေဟိသမ္မာနာယတောရိညောနံကိုရံဇရံဝရဇဘောကိုရံဇရံဟောတိလေနောအင်္ဂံဒေဝတေခံကိစ္စတိဘိကဝေနာရမဏကိုจิตာလူသတုဟိလေမျိုးကုန်သောအင်္ဂေဟိအင်္ဂါယတောနှင့်သမ္မာနာယတောပြည့်စုံသောလေမျိုးနာကိုမင်းရဲ့စင်သည်ရာဇဝဟောမင်းအားထိုက်တန်သည့်ရာဇဘောကိုမင်းရဲ့အသုံးဆောင်ဖြစ်ပြီးဟောတိဖြစ်၏ယဟန်တော်များကိုจิตာလူတဲ့အင်္ဂါရက်၄ပါးနဲ့ပြည့်စုံတယ်ဆိုလို့ရှိရင်မင်းရဲ့စင်ဟာမင်းရဲ့အသုံးအဆောင်မင်းရဲ့ယရနာထိုက်တဲ့တန်ဖိုးအင်မတန်ကြီးမြတ်တဲ့စင်တကောင်ဖြစ်နေအဲ့ဒီအင်္ဂါရက်၄ပါးစင်ကြရနာမှာရှိရမယ့်အင်္ဂါရက်၄ပါးကဘာတွေလဲဆိုတော့သောတာဇဟောတိဟန္တာဇခန္ဓာဇကန္တာဇသောတာဇဆင်ဥရိယစကားကိုနားထောင်တတ်သည်ဟောတိဖြစ်၏ဆင်ဥရိကဘာဖြစ်စေခြင်းလဲဆိုတာကိုနားလည်တယ်ဆင်ဥရိယစကားကိုသိရင်နားလည်တယ်အဲ့လိုဆင်ဥရိယပြောတဲ့များဆိုတဲ့များကိုအကုန်သိမြင်နားလည်တဲ့သဘောရှိတယ်အင်မတန်လိမ္မာနေပေါ့နော်အဲ့ဒါမင်းရဲ့ယရနာထိုက်တဲ့ဆင်ဖြစ်ဖို့အတွက်ပထမရှိရမယ်အင်္ဂါရက်ဆင်ဥရိယစကားကိုနားထောင်ရမယ်ဟုတ်လားဒီနောက်ဒုတိယအင်္ဂါရက်သောတာဇဟောတိဟန္တာဇဟန္တာဇတစ်ဖက်ရန်သူတွေကို
မင်းရဲ့ယရနာထိုက်တဲ့စင်ကောင်ဖြစ်ဖို့အတွက်ဒုတိယရှိရမယ့်အင်္ဂါချက်ဘယ်နှချက်ရှိပြီလဲစင်ကြီးရဲ့စကားကိုနားထောင်မယ်တစ်ဖက်ရန်သူမှန်ရင်ဘယ်လိုအရာမျိုးကိုဆိုတိုက်ရဲဖြစ်ရရမယ်နော်သောတာသဟောတိဟန္တာသခန္ဓာသတတိယအင်္ဂါကဘာပြောလဲဆိုတော့ခန္ဓာသရင်ဆိုင်တဲ့ပွဲဆင်နွှဲလာတဲ့အခါမှာတစ်ဖက်ရန်သူတွေကဖြစ်ခတ်လာတဲ့ဓာရီလှန်နေလေးများလက်နဲ့အစရှိတဲ့အရာတွေကိုသိခံနိုင်ပြီးဟောတိဖြစ်၏ရင်ဆိုင်တဲ့ပွဲဆင်နွှဲတဲ့အခါမှာတစ်ဖက်ကလည်းပဲသက်ရှိတရားတွေဖြစ်တဲ့အတွက်ကြောင့်ပြန်လည်းပြီးတော့တုံ့ပြန်ရမှာပဲအဲ့လိုတုံ့ပြန်ချက်တွေတစ်ဖက်ရန်သူတွေနဲ့စစ်ပွဲဆင်နွှဲတဲ့အခါမှာရန်သူတွေရဲ့အတန်တွေဟုတ်လားရန်သူတွေရဲ့အလံတွေရန်သူတွေရဲ့ပုံပန်းတရားတွေတကယ်တန်းရိုက်တိုက်ကြပြီးခတ်ကြပြီးဆိုတော့ထိုးခုပြစ်ခတ်လာတဲ့လက်နဲ့မျိုးမျိုးအဲ့ဒါလို့စัจจံဘက်အရာတွေကိုတီးခံနိုင်တဲ့သဘောတနည်းအားဖြင့်ခံနိုင်ရရှိတဲ့သဘောရှိရမယ်နော်အေးဆင်းရဲမင်းရဲ့ယရနာထိုက်တဲ့ဆင်းရဲကောင်ဖြစ်ဖို့အတွက်တတိယရှိရမယ်အင်္ဂါချက်ဒီခံနိုင်ရမယ်သို့မဟုတ်ခံနိုင်ရရှိရမယ်ဘယ်နှချက်ရှိလဲဘယ်နှချက်ရှိသောတာဇာဟောတိဟန္တာဇခန္ဓာဇခန္ဓာဇသရုပ်ထအင်္ဂါကဘာပြောလဲဆိုတော့ခန္ဓာဇရောက်ဖို့ဒီဖြစ်စေမရောက်ဖို့ဒီဖြစ်စေဆင်ဥစီကသွားစေခြင်းနဲ့ဆိုရင်သွားရင်လာရည်တဲ့တတ္တိအထူးရှိပြီးလေဟောတိဖြစ်၏ဆင်ဥစီကဒီနေရာကိုသွားလိုက်အကျိုးရှိမယ်တဲ့လို့ဒီနေရာကိုသွားလိုက်လို့ပြောတယ်ခိုင်းတယ်ဆိုလို့ရှိရောက်ဘူးဒီဖြစ်စေမရောက်ဘူးဒီဖြစ်စေကြောက်ရွံ့ပြီးတော့နောက်တွန့်နေမှာကိုသွားဆိုရင်သွားလိုက်မှာပဲဟုတ်ကလားအေးအဲ့လိုရောက်ဘူးဒီဖြစ်စေမရောက်ဘူးဒီဖြစ်စေသွားရင်လာရင်တဲ့တတိရှိရမယ်အင်္ဂါရဲ့ဘယ်နှပါလဲရှင်ဥဒိယတရားကိုနားထောင်ရမယ်ပြီးတော့တစ်ဖက်ရန်တွေကိုတိုင်ရင်ရှိတယ်တပည့်ရန်တွေကိုတီးခံတဲ့ဆုံးရှိရမယ်။ရောက်ဖို့ဒီဖြစ်စေမရောက်ဖို့ဒီဖြစ်စေသွားနေလာနေတဲ့တတိရှိရမယ်။အဲ့ဒီအင်္ဂါရဒီဝါနဲ့လာပြည့်စုံပဲဆိုလို့ရှိရင်အဲ့ဒီစင်ဟာမင်းရဲ့ဇရဏထိုက်သောမင်းရဲ့အသုံးအဆောင်အင်္ဂါတန်ကိုရှိတဲ့စင်တော်ဖြစ်နေတဲ့။အဲ့ဒါကဥပမာမြတ်စွာဘုရားပြောတာနော်ဧဝံဧဝံခောဘိက္ခဝေသတုဟိဓမ္မေဟိသတုဟိတံသတုဟိအိမေဟိဓမ္မနာတောဘိက္ခုအဲ့ဒါလိုပဲလေယဟန်ဓမ္မဟာအဲ့ဒီမင်းရဲ့ဒရဏထိုက်တဲ့ဆင်မှာရှိတဲ့အင်္ဂါရမျိုးယဟန်ဓမ္မမှာရှိခဲ့မယ်ဆိုလို့ရှိရင်အဲ့ဒီယဟန်ဟာလည်းပဲအာဟုနေယောဟောတိပါဟုနေယောဓက္ခိနေယောအင်ဇလိကရဏီယောအနောတရာဘုညခိတံလောကတံအာဟုနေယဆိုတဲ့အယဝေကကျူးလာတဲ့ဝတ္ထုပစ္စည်းတွေနဲ့အလှခံယူခြင်းကပူဇော်ခြင်းကထိုက်။ပါဟုနေယအဲ့ဒီတော့ကထားတဲ့ဝတ္ထုပစ္စည်းတွေကိုအလှခံယူခြင်းကထိုက်တယ်။ဓက္ခိနေယတမန်လောကအတွက်ကောင်းကျိုးချမ်းသာကိုမျှော်ဖို့ပြီးတော့လှူတဲ့အလှကိုလည်းအလှခံယူခြင်းကထိုက်တယ်။အစ္စရိကရဏီယလက်ဥချီမို့ရှိခိုးထိုက်တယ်။အနုတ္တရဘုရားခေတ္တလောကတံတလောကလုံးရဲ့ကောင်းမှုတည်မှုသောမျိုးစေ့စိတ်ကြိုးချစ်ချလေရမြေကောင်းစပွင့်ဖြစ်မယ်ဆိုလိုတာကတန်ဖိုးရှိတဲ့ယန္တနာထိုက်တဲ့ယဟန်ဓမ္မဖြစ်သွားမယ်ပေါ့အင်္ဂါ၄ပါးနဲ့ပြည့်စုံတဲ့မျိုးဖြစ်တယ်အဲ့ဒီအင်္ဂါ၄ပါးကဘာလဲဆိုတော့ဥပမာနဲ့အတူပဲမြတ်စွာဘုရားပြောတယ်သောတာသဟောတိဟန္တာသခန္ဓာသခန္ဓာသသောတာသနာယူတဲ့ဒီဝိဟောတိဖြစ်၏ဟန္တာသတရေဖြစ်ရသည်ဝိဟောတိဖြစ်၏ခန္ဓာသတိခန္နိုင်သည်ဝိဟောတိဖြစ်၏ခန္ဓာသသောယေလာယေလောတတိရှိသည်ဝိဟောတိဖြစ်၏အင်္ဂါ၄ပါးနဲ့တွေ့တယ်ဟုတ်လားဒါပေမဲ့သောတော်ကဆင်ကြီးလို့ဖြောင်းတိတ်မှလည်းမပြောတော့
နာယူတဲ့တေဆိုတာကဘာပြောတာလဲဆိုတော့ပထမအင်္ဂါကိုစကြုံနေပြီနော်လူလည်းပဲတမှုရှိတဲ့လူတရားဘုဒ္ဓတဲ့လူတရားဖြစ်ခြင်းလေဆိုလို့ရှိရင်နာယူတဲ့အင်္ဂါရဲ့နဲ့ပြည့်စုံရမယ်ဆိုတဲ့စိတ်ကူးနဲ့တရားကိုနာရမှာဟုတ်လားနာယူတဲ့နာထောင်တဲ့ဆိုတာဘာပြောတာလဲဆိုတထာဂတဘဝေတိတိဓမ္မေဓမ္မဝိနည်းဒေတိယမာနိမြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးဟောတာလေဓမ္မဝိနည်းလို့ခေါ်ရတဲ့ဒီအဆုံးအမတရားတော်လေဘုရားရဲ့တရားဟေးလို့ဆိုလိုက်တာနဲ့ပောဟိတသောတံနာကိုစွန့်ထားရမယ်သိပြီးတော့ကြားခြင်းနဲ့သိခြင်းဘုရားရဲ့တရားဆိုရင်စိတ်ထဲမှာပါလေသိပြီးတော့သိခြင်းနဲ့ကြားခြင်းနဲ့အတ္တိကတ္တဝမနတိကတ္တဝလေသဗ္ဗစေတတသမဏဟရိတဝဩဟိတသောတံဓမ္မံတုဏ္ဏတိလို့မြတ်စွာဘုရားကိုယ်တိုင်အဲ့ဒီသောတာစဆိုတဲ့စကားလုံးလေးကိုဒိဋ္ဌိဖွင့်ဆိုတယ်။ဘာပြောတာလဲဆိုတော့မြတ်စွာဘုရားရဲ့တရားလာဆိုလို့ရှိရင်အတ္တိကတ္တဝမျက်မျက်နှုံနှုံပြုတ်ပြီးတော့သမဏဟရိတဝဩဟိတသောတံစိတ်တွေအကုန်လုံးအဲ့ဒီထဲမှာပဲဖြစ်ပြီးတော့မြတ်လို့လိုက်တာတနည်းအားဖြင့်လည်းအဋ္ဌိကတ္တဝအယူဆိုင်အောင်သဘောကျပြီးတော့ဘုရားရဲ့တရားကိုတော်တော်တန်ဖိုးထားပြီးတော့ဩဟိတသောတံဓမ္မံတုဏ္ဏတိတရားတော်မြတ်ကိုနားထောင်နေနာယူနေကြည်ညိုနေပေါ့ဟုတ်ရဲ့လားအဲ့တော့တန်ဖိုးရှိတဲ့လူတရားဖြစ်ခြင်းလို့ရှိရင်ပထမရှိရမယ့်အင်္ဂါရက်ဆိုတာအဲ့ဒါပဲမြတ်စွာဘုရားဟောထားတဲ့တရားတော်တွေကိုအများကြီးကြားဖို့နားမှရှိရမယ်ဟုတ်လားဘုရားရဲ့စကားဆိုရင်မျက်မျက်နှုံနှုံနဲ့နားထောင်တဲ့သဘောမှတ်သားတဲ့သဘောစုဆောင်းတဲ့သဘောနော်အဲ့ဒါလို့ကိုယ်မှာရှိထားမှဒီတရားတော်နဲ့အညီကိုယ်မှာဒုက္ခရောက်လာပြီသုံးဖို့စိတ်ဆင်းရဲလာပြီကိုယ်ဆင်းရဲလာပြီတရားဆိုတာဘယ်လိုလူမျိုးမဆိုအတွက်အမြဲတမ်းလိုအပ်တယ်နော်တကယ်ကမှကျမကြီးဘယ်လောက်ကောင်းကောင်းစီဝါရေးဘယ်လောက်ပြည့်စုံပညာရေးဘယ်လောက်တက်တရားဘယ်လိုလို့ဆိုတာမရှိဘူးဘာဖြစ်လို့လဲဆိုတော့တရားဟာငြိမ်းချမ်းကြောင်းဖြစ်လို့လေဒီကမှတော့ဦးဇင်းတို့ဘုရားရှင်ဆိုတာကဘာတွေဘယ်လောက်ရှိလို့ဘာတွေဘယ်လောက်တက်အမြဲတမ်းပူလောင်စရာတွေနဲ့ကြည်နေတာအမြဲတမ်းမငြိမ်းချမ်းစရာတွေနဲ့ရင်ဆိုင်နေရမှာအဲ့ဒါလို့အမြဲတမ်းမငြိမ်းချမ်းစရာပူလောင်စရာတွေနဲ့ကြည်နေတဲ့လူတွေအတွက်ငြိမ်းချမ်းကြောင်းဖြစ်တဲ့အေးချမ်းကြောင်းဖြစ်တဲ့တရားဆိုတာအချိန်မရွေးမလို့အပ်ဘူးလားလိုအပ်တဲ့အတွက်ဒီတရားကိုတန်ဖိုးထားပြီးတော့အသုံးတဲ့အသုံးချရတဲ့ဒီတရားမှတန်တယ်မှာအမြဲတမ်းအရန်တဲ့ဖြစ်နေရမယ်ဟုတ်ရဲ့တရားကိုနားထားမှအတိရှိမှဒီနည်းလမ်းတွေကိုဘုရားသိထားမှသုံးနေရကြုံလာတယ်သုံးရမှာဆိုကြပါစို့စိတ်ချမ်းသာအောင်လုပ်တဲ့နည်းကိုသိထားမှစိတ်ဆင်းရဲလာပြီဆိုလို့ရှိရင်သိချမ်းသာအောင်လုပ်တဲ့နည်းကိုသိပြီးသားဖြစ်မှစိတ်ချမ်းသာအောင်လုပ်တတ်မှာမဟုတ်လားကိုကနည်းကိုသိထားဖို့မလိုဘူးလားဒါကြောင့်ငါ့ဘောမှာတကယ်လိုအပ်တဲ့အရာဒါကိုအရင်ကငါဆောင်ထားမယ်အမြဲတမ်းအသုံးတည့်နေမယ့်တရားကိုတရားဆိုတာဟုတ်ရဲ့လားဒါကြောင့်တမိုးရှိတဲ့လူတွေဖြစ်ခြင်းလို့ရှိရင်အများကြီးနားထောင်ထားရတယ်စာရေးပြီးဖတ်တယ်ဆိုတာလည်းပဲနားထောင်ခြင်းတစ်မျိုးလို့ဦးဇင်းကတော့ထင်တယ်စာရေးဆရာကြီးပြောတဲ့စကားအတန်ပေါ့နော်စလုံးတွေကနေတစ်ဆင့်အဲ့ဒီအတန်ကိုကိုနားထောင်မှာပါပဲနော်ဘယ်လိုပါလို့ဆိုလိုတာလဲဒါကြောင့်စာဖတ်တဲ့တရားနာတဲ့ဉာဏ်ရှိတဲ့ဘောလို့ရဲ့စကားကိုနားထောင်တဲ့ဆိုတာတန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်အောင်ကြိုးစားနေတာနဲ့အတူတူပဲဘာဖြစ်လို့လဲဆိုတော့လူဆိုတာနားထောင်မှသိတာသိမှမနေ့ကလည်းပြောခဲ့တယ်နော်သိမှလောက်တာကြိုင်တာပြောတာဆိုတာတွေ့တာခေါ်တာတွေကမှန်ကန်တာမှန်ကန်မှဆင်းရဲဝေးတာအဲ့တော့သိမှုကအင်မတန်အရေးကြီးတယ်အဲ့ဒီအင်မတန်အရေးကြီးတဲ့သိမြင်နားလည်ခြင်းဆိုတာနားထောင်ခြင်းကနေအစပြုပြီးတော့ရအောင်ကြိုးစားရမှာဒါကမှလည်းပြည်တဲ့စကားကိုပုံပုံပြောနေတယ်နားမထောင်မဲနဲ့သိတဲ့လူဆိုတာလောကမှာနှစ်ယောက်ပဲရှိတယ်မြတ်စွာဘုရားရဲ့ပြည့်စုံကဘုရားကြီးကျန်တဲ့လူတွေကနားထောင်ပြီးမှသိရတာရှိပဲဘုရားပြီးရင်ဉာဏ်ပညာအကြီးဆုံးလို့ဆိုရတဲ့ရှင်သာရိပုတ္တရာဘုရားမြတ်ကြီးတောင်မှရှင်အတ္တိပြောလာလို့နားထောင်ပြီးတော့မှအတိညာကိုရမှာမလားနားထောင်နေဆိုတာအဲ့လိုအရှိပါတယ်ဒါကြောင့်ဘုရားတော်
ဉာဏ်ပညာတွေဘုအကုန်လုံးခွဲခြားစိတ်ဖြာလိုက်လို့ဆိုလို့ရှိရင်တုတ္တမယဉာဏ်စိတ်တမယဉာဏ်ဘာဝနာမယဉာဏ်လို့ရှိဘူးလားတုတ္တမယဉာဏ်ဆိုတာနားထောင်ရကနေဖြစ်ပေါ်လာတဲ့အတိအဲ့ဒီတုတ္တမယဉာဏ်ဆိုတာဖြစ်မှရှေ့တွေးတာခေါ်တာမှန်မှန်ကန်ကန်တွေးနိုင်ခေါ်နိုင်ပြီးတော့စိတ်တမယဉာဏ်ဆိုတာရအဲ့ဒီတွေးတာခေါ်တာလေးမှန်ကန်ပြီးအလုပ်လုပ်လိုက်မှဘာဝနာမယဉာဏ်ဆိုတာရအဲ့ဒီဘာဝနာမယဉာဏ်နေတာလည်းဒုက္ခအလုံးကိုဒီကုန်းချုပ်ပေးနိုင်တာအဲ့တော့အသိဉာဏ်အလုံးတို့ရဲ့ရေတောင်းမြစ်တည်ပညာရှိသူတော်ကောင်းတို့ရဲ့စကားကိုနားထောင်ခြင်းပဲနားထောင်မှသိမှာနော်နားမထောင်ရင်သိနိုင်ဘူးဒါကြောင့်မြတ်စွာဘုရားကအခြေခံကြတာကိုအရင်ဆောင်ကြလူတယောက်ချမ်းသာဖို့အတွက်လူတကိုင်တာပြောတာဆိုတာတွေးတာခေါ်တာမှန်ဖို့လိုတယ်လူတကိုင်တာပြောတာဆိုတာတွေးတာခေါ်တာမှန်ဖို့အတွက်အသိဉာဏ်ရှိဖို့လိုတယ်အသိဉာဏ်ရှိဖို့အတွက်နားထောင်ဖို့လိုတယ်နားထောင်မှုမများဘူးစာပေကျမ်းကလေ့လာမှုမများဘူးသူများပြောတာနဲ့နားမထောင်ဘူးဆိုရင်ဘာမှသိမှာမဟုတ်အဲ့ဒီလိုဘာမှမသိလို့ရှိရင်သူတို့တကယ်ပြောတာစီတာလေအကုန်လုံးအမှန်တရားနဲ့ဝေးပြီးတော့အဲ့တော့ဒုက္ခတွေနဲ့ခြားခြားလေးပါပဲဟုတ်ရဲ့ဒါလေးယူပြီးတော့ဦးဇင်းကဂန္ဓာရဆက်မှာလာတဲ့ဘုရားတော်သူတော်ကောင်းကြီးပြောတဲ့စကားကိုသွားပြီးတော့မှတ်ရတယ်တကူတော့ဘာလို့ကဦးဇင်းတို့ဘုရားတော်ကြီးကဂန္ဓာရတိုင်းရဲ့ရှင်ဘုရင်ဖြစ်တယ်အဲ့ဒါတည်းတော့လာပြညာကြီးနတ်တော်ကနေပြီးတော့လာကြီးကိုထွက်ပြီးတော့ကြည့်တယ်။အော်တာယာလိုက်တာလေလေးကဖြည်းဖြည်းနဲ့လာကြီးကထိုင်နေတာကြည်နူးနေတာ။အဲ့ဒီအချိန်မှာပဲလာငတ်ပုတ်မှန်းနေတယ်လာချက်တယ်။အဲ့ဒါကိုကြည့်ပြီးတော့ကြံ့ကြံ့ပါမှမရဘူးလားတောင်းဝေခံကြတယ်။အော်ဘလောက်ပဲကြည့်စုံတဲ့အရာပဲဖြစ်စေအနှောင့်အယှက်ဆိုတာရှိနေတာကိုဒီအတွေ့အကြုံမိတာနဲ့တူပါချင်း။အဲ့ဒါနဲ့ဘာစဉ်းစားလဲဆိုတော့ငါသူများကိုဆုံးမနေခြင်းအဖြစ်ဘယ်အကျိုးရှိမှာလဲငါတို့မှာဆုံးမမယ်ဆိုပြီးတော့တိုင်းပြည်စည်းစိမ်ပတ်သက်တဲ့များပိုင်ဆိုင်တဲ့များအလုံးကိုစွန့်ပြီးတော့ဒီမော်တာထွက်ပြီးတော့ရသေးဟန်ကျွတ်သွားတာအဲ့ဒါလိုတရားတော်သူတော်ကောင်းကြီးကလက်ကျက်တာကိုအကြောင်းပြုပြီးတော့တိုးထွက်ပြီးတော့ရသေးဝတ်သွားတယ်ဆိုတာကိုရှင်အာနန္ဒမထေရရဲ့အလောင်းဖြစ်တဲ့ရှင်ဘုရင်တစ်ပါးကကြားတယ်ဝိရိယရှင်ဘုရင်ကကြားတယ်ကြားတဲ့အခါကျတော့ကြည်ညိုလိုက်တာမတ်တဲ့ကြီးကျယ်တဲ့စီးစိမ်ရှိတဲ့ဒီရှင်မင်းကတော့တွတ်ထွက်ပြီးတော့ရဟန်းပြုနိုင်နေတာဘာဖြစ်လို့ရဟန်းပြုနိုင်ရမှာလဲဆိုတော့သူကလည်းရဟန်းပြုတယ်မြင်မှုတော်ကိုဘုရားတော်ကအဲ့ဒါနဲ့တော်လေးရောက်တော့ကြံ့ကြံ့ပါမှလည်းအဲ့ဒါဘုရားတော်ရသေးတယ်အဲ့ဒီရှင်တွေကတွေ့တယ်တွေ့ပြီလေလို့သူကြည်ညိုရတဲ့ဂန္ဓာရရသေးခြင်းမှသူမသိအဲ့လိုနဲ့အတူတူနေတယ်သူဆရာတင်ပြီးတော့ထားတာပဲဘုရားတော်ကသူ့ကိုဆုံးမပြီးတော့နေတယ်ပဲအဲ့ဒါဆရာလည်းပဲတယောက်ရှင်မင်းဘွားကဖြစ်လာတယ်နော်အဲ့ဒါတယောက်ကိုတိတ်မဆက်စုဘူးဒီလိုပဲနေလာအဲ့ဒါလိုနဲ့တနေ့တော့နာမဘုရားနာကိုအကြောင်းပြုပြီးတော့သူကြည်ညိုရတဲ့ခန္ဓာနဲ့ယတိခန္ဓာနဲ့ရှင်မင်းကပြုလာတဲ့ယတိကိုသိသွားတယ်သိသွားတော့မှသူကဆရာလည်းပဲမှတ်နေရတာပေါ့အဲ့လိုနေရင်လည်းတနေ့တော့ဆုံးအတူတူစားကြတယ်ဆုံးကပြန်ကြွလာတယ်အဲ့လိုဆုံးစားကြတဲ့အခါအဲ့ဒီနေ့ဆုံးခံတဲ့နေ့ပြန်လာတော့စားမရခဲ့ဖြစ်တယ်လို့လေးစားရတာတော့စားမရတော့ဟုတ်ပြီဆိုပြီးတော့ရှင်အာနန္ဒမထေရရဲ့အလောင်းဖြစ်တဲ့ဝိရိယတတိကသင်္ကန်းကြောင်းခေါင်းမိုးမှာထုတ်ထားတဲ့စားတုပ်ကလေးဖက်ကလေးနဲ့ထုတ်ထားမှာပေါ့နော်အဲ့ဒီစားတုပ်ကလေးကိုချပြီးတော့စားလို့လို့မရှင်နဲ့ဒီနေ့စားမရခဲ့ပါလားဒီစားပဲရကြတော့ရမှာမေးတာမေးတဲ့အခါကျတော့မနေ့ကမှညာသေးတာနောက်နေ့မရလို့ရှိရင်စားရအောင်ဆိုပြီးတော့တိတ်ထားတယ်အဲ့လိုပြောလို့ဘုရားတော်ကတိုင်းပြည်စည်းစိမ်လေးကိုတောင်းစွန့်ခဲ့ပြီးတော့မှဒီစားတုပ်ကလေးကြာတော့မှကြောက်ကြမရတဲ့လေစားရအောင်ဆိုပြီးတော့တိတ်ခါရကောင်းလားဆိုဆူတာဘုရားတော်ဟုတ်လားဘာလို့တိတ်ခါတော့တဲ့ရသေးရဆိုတာအဲ့ဒါလိုမလုပ်တဲ့ဘူးတဲ့ဟုတ်လားဒါဥစဉ်လည်းစဉ်းစားနေပေါ့ဟုတ်လားနော်တရားကဘုန်းကြီးကိုပဲပြန်လဲတယ်အဲ့ဒါလိုဒီကနေ့စီးတဲ့ညီကိုတော့ဆုပြီးတော့မှဒီစားတုပ်ကလေးကိုသိခါရအောင်လားဆိုပြီးဆုံးမတော့မှန်မှန်ပြောတော့လို့ဆိုတာခံပြနေတဲ့သဘောရှိတယ်နော်
တပြင်းဆောင်တရားခဲ့စကားဆောင်ကြရခဲ့ဘူးဗျအဲ့လိုပြောတော့ရှင်မနာတည်းရဲ့အလုံးချက်သိတယ်မခံနိုင်ဘူးအရှင်နဲ့ငါစားလို့တိတ်လာတယ်ထားပါလို့လေတင်လာတယ်သူများကိုဆုံးမရတာဘယ်အကျိုးရှိပါမလဲငါ့ကိုမှဆုံးမမယ်ဆိုပြီးတော်တယ်ဘယ်လိုပြီးတော့မှအခုကြတော့မှငါ့ကိုလာဆုံးမနေတာတော့မှန်းတယ်အဲ့လိုပြန်ပြောတာတိတ်လာအဲ့လိုပြန်ပြောတဲ့အခါကျတော့ပြန်တော့မှဟာငါကအမှန်တရားကိုပြောတာတဘာဝတရားကိုပြောတာဖြစ်တဲ့ဖြစ်ထိုက်တာတရားနီလန်းကြတာကိုပြောတာနီလန်းကြတာပြောတဲ့ငါဘာအပြစ်မှမရှိဘူးရလားအဲ့လိုပြန်ပြောတော့ဘုရားမတိတ်ဘူးဘာပြန်ပြောလဲဆိုတော့အရှင်နဲ့နီလန်းကြတဲ့စကားကောင်းမြတ်တဲ့စကားပဲဖြစ်စေတာတစ်ဖက်လူစိတ်တူအောင်မခံရအောင်ပြောမယ်ဆိုရင်အဲ့ဒါအပြစ်ဖြစ်နိုင်မှာပေါ့တဲ့ဟုတ်တယ်တော့သူပြောမယ်ဆိုရင်ပြောစေတာဟုတ်တယ်လို့ထင်တရားရှိတယ်ဒါပေမဲ့မဟုတ်ဘူးအဲ့ဒါဘုရားကအဲ့လိုပြောတော့မှပြန်ပြီးတော့ပိတ်ပြောတာဘယ်လိုပြောလဲဆိုတော့ငါပြောတဲ့စကားကိုနားမထောင်နိုင်လို့သင်ဟာကွဲပြားလို့လွင့်ကျင်လွင့်သွားပါစေငါကတော့အမှန်တရားတဘာဝကြတော့ပြောရမှာလောကကြီးပါလေတဘာဝကြတဲ့ဒီတရားနိလန်းကြတဲ့စကားတွေကိုမပြောကြလို့မဆုံးမကြလို့မနာယူကြလို့လောကကြီးကအမိုက်ကိုဖြစ်နေတာတကယ်စင်စစ်တော့ဒီတရားစကားတွေကိုနားမထောင်ရတဲ့လူတွေကတော်လဲမှာမျက်စိနှစ်ဖက်ပြက်နေတဲ့ကျွဲခံကြီးလို့တောင်းမိရောက်ရရှောက်သွားပြီးတော့ဒုက္ခတွေအကြီးကျယ်ပြီကျွဲကြီးကဂျိုကြီးကလည်းကာကာကြီးပြတယ်လို့သိပါတယ်ဟုတ်လားမျက်စိကမမြင်ရမျက်စိမမြင်ရလို့ဂျိုမရှိဘူးဆိုရင်သွားလေအသိညှိရအကြောင်းမရှိဘူးကိုမျက်စိကမမြင်ရတဲ့အတွက်ဂျိုကြီးကမဖြစ်ဘူးဒီဂျိုကြီးကတားနေတော့အကုန်လုံးညှိပြီးတော့သူ့ရဲ့သွားရေးလာရေးကအဆင်ပြေတဲ့အကြောင်းရှိမလားရှိဘူးအဲ့ဒါမရလောင်ပေးတဲ့ဥပမာပဲအဲ့ဒါကိုပြောချင်တာဥစဉ်ကတရားအတိညာကျွယ်ဝမှုကိုဖြစ်စေတဲ့တရားနာကြားမှုစာပေဖတ်မှုဒါတွေမရှိတဲ့ပုဂ္ဂိုလ်တွေဟာတော်တယ်ကကျွယ်ခံကြီးလို့ဟုတ်လားဘယ်လိုမှသူ့ရဲ့ခရီးကအဆင်ပြေမှာမဟုတ်အကုန်လုံးချုပ်နေတဲ့တွေ့ကြအကုန်ညှိမယ်ဟုတ်လားမျက်စိနဲ့မြင်ကြည့်နော်အခုလူလောကကြီးမှာလည်းအသိဉာဏ်နည်းရတဲ့ပုဂ္ဂိုလ်တွေကအဲ့ဒီကျွယ်ခံကြီးတစ်ခွင်သူတို့ရဲ့ဘဝခရီးလမ်းကိုသူတို့ရှောင်လန်းကြတာဘယ်လိုမှအဆင်မပြေဘူးသူတို့အဆင်မပြေဘူးလေအားမမပြေဘူးနော်သူတို့နဲ့နေဆိုင်ရင်သူတို့မိသားစုသူတို့ဆွေမျိုးသူတို့အတိုင်းဝိုင်းကိုဘုံဒုက္ခပေးတာဟုတ်ရဲ့လားဒါကြောင့်ဒီတရားစကားတွေကိုနာယူခြင်းကြည်ညိုကြခြင်းမှတ်သားကြခြင်းဆိုတာတန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်ဖို့အတွက်မဖြစ်မနေရှိကိုရှိရမယ်အရေးအချင်းတစ်ခုလို့နားလည်ရပါနော်နာမတော်ဘူးမလေးလာလို့ဆိုရင်ဘာမှသိမှာမဟုတ်ဘူးဘာမှမသိရင်အဲ့ဒါလုံးဝကိုင်တာပြောတာဆိုတာအကုန်လုံးမှားတော့မှားရင်သူပဲအဲ့ဒီမှားခြင်းရဲ့ဓာတ်ကိုခံရဟုတ်ရဲ့လားဒီကဘယ်လိုကျမ်းဂန်လေးမှာလဲဒီတရားကိုနာရခြင်းကြောင့်ဒါကအကောင်းဒါကအဆိုးလို့သိရဒီတရားကိုမနာရခြင်းကြောင့်ဒါကအကောင်းဒါကအဆိုးလို့မသိနိုင်ဘူးအကောင်းရဲ့အဆိုးရဲ့လို့မသိဘူးဆိုလို့ရှိရင်ဒီလိုကောင်းလာရဖို့ဆိုတာဘာမှမျှော်လင့်စရာအကြောင်းမရှိဘူးဘယ်လိုမှမျှော်လင့်နိုင်တော့ဟုတ်ရဲ့ဒီအကောင်းဆိုးကိုနားလည်တဲ့ဉာဏ်လေးကတော့အဆိုးတွေကိုလုပ်လို့ရှိတယ်နည်းတကယ်မှန်ရင်ခြေကအကောင်းဆိုးမှစနားမလည်လို့ရှိရင်ဘယ်လိုကောင်းနိုင်မလဲဟုတ်လားဒါကြောင့်တရားနာယူခြင်းစာပေကျမ်းကလေ့လာခြင်းဆိုတာဘဝမှာအမြဲတမ်းအရေးကြီးတဲ့အရာတစ်ခုတန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်ဖို့အတွက်မဖြစ်မနေရှိရမယ်နံပါတ်1အင်္ဂါရံလို့နားလည်တယ်ဟုတ်လားဒီအခုတရားနားထောင်နေရမှာနော်ဘုရားဟောခဲ့တာလေးနားထောင်နေဟုတ်လားဟုတ်တယ်ကိုအတိဉာဏ်ရှိအောင်ကြိုးစားတာအတိရှိမှအမှန်နဲ့မှဆင်းရဲနေမှဟုတ်လားအတိရှိရင်မှန်တယ်များတယ်မှန်တယ်များတယ်ချမ်းသာတယ်များတယ်ဒါသူဝင်စက်တဲ့သူလောကကြီးကအနတ္တလောကကြီးအကြောင်းအကျိုးသဘောပဲတော့ပုဂ္ဂိုလ်တ attva ရှိတာမဟုတ်ဘူးမှားရင်တော့ခံမဲမတတ်နိုင်ဘူးလောကကြီးကမင်းညာတဲ့သဘောထောက်ထားတဲ့သဘောမရှိဘူးမှားရင်တော့ခံမဲမသိရင်လည်းခံမဲအဲ့ဒါမသိတာကိုအပြစ်ပဲဟုတ်လားမသိတာကိုကအပြစ်ပဲနော်ဦးဇင်းတရားတော်ထဲမှာထည့်ပြီးတော့ဟောဖို့ပါလို့ဗျာမသိခြင်းဟာအမှန်တန်ကြောက်စရာပါပဲမသိလို့မဟုတ်ပါဘူးလို့
လောကကြီးကိုဆင်းရဲပေးလို့မရမသိရင်လည်းခံရမှာပဲအဲ့ဒါကိုဘယ်နဲ့မှတောင်းတင်းကြီးကဆရာကြီးဦးအောင်လည်းပြောတာလေကိုမှတ်ရလို့ပြောတာလူငယ်ငယ်တော့ကတောင်းတင်းကြီးကိုသွားတဲ့ကားစီးကိုလမ်းကြုံလိုက်ကြတော့ကလူတစုကိုအဲ့ဒီခေတ်ကကလေးတွေကကောင်းကောင်းမြင်မှုတာမဟုတ်ဒုတိယကဘာဆိုမဖြစ်ခင်တုန်းကတော့ပြောတယ်အဲ့တော့တောင်းတင်းကြီးကိုသွားတဲ့ကားကိုအကျုံစီးလိုက်ကြရင်လည်းကလေးတွေကလူကြီးတွေကကားကိုစီးလိုက်ကားမှလည်းဘောကောင်းတင်သွားတာပေါ့အဲ့တော့ကတ္တရာတော့ရောက်တော့ကားကတလားကြီးမိုင်40လောက်တော့နဲ့ပြေးနေမှာပေါ့အဲ့တော့လေကလည်းတိုက်တာဆိုတော့အဲ့ဒီကလေးတယောက်ရဲ့အုတ်ထုကအောက်ကိုပြုတ်ကျတော့အဲ့ဒီအုတ်ထုပိုင်ရှင်ကလေးကဘာလို့လို့ဆိုတော့ဒီကားပေါ်ကနေအသာဆင်းတယ်လို့မျိုးကားပေါ်ကနေအောက်ကိုဆင်းချတယ်အုတ်ထုကောက်လို့လေဟုတ်လားအရှိန်နဲ့ပြေးနေတဲ့ကားပေါ်ကနေသူမလို့မှာတော့အသာလေးဆင်းချတယ်အဲ့တော့ကြောင်နှမ်းနဲ့ခေါင်းနဲ့ရိုက်ပြီးတော့ပွဲချင်းပြီးတည်တယ်နော်အခုကလေးတွေဆိုရင်ဆင်းမနေအရှိန်နဲ့ပြေးနေတဲ့ကားပေါ်ကဆင်းရင်ပိတ်ရတယ်လို့သူတို့သိတာဟုတ်ဒါကြိတ်ကလေးကသိတယ်လားမသိဘူးမဒီလိုအရှိန်နဲ့ပြေးနေတဲ့ကားပေါ်ကဆင်းရင်ဒီလိုဒုက္ခရောက်နေတယ်တည်နေတယ်လို့မသိရှာလို့ဆင်းတာဒါပေမဲ့မသိလို့ဆင်းတယ်ဆိုပြီးမဲ့လို့တညာဝင်ရှိတာကတ္တရာနဲ့ဒီကတော့ခေါင်းနဲ့စီးဆောင်နေတာပဲဟောဒီကလေးကညာပြေးနေတဲ့ကားပေါ်ကဆင်းရင်တည်နေဆိုတာမသိရှာလို့ဆင်းရှာတာငါကြော့ပေးဦးမှာအိပေးဦးမှာလို့ကတ္တရာကရှိတယ်ဘုရားဘုရားမဲဒီလောကကြီးရဲ့ဘောအဲ့ဒီတိုင်းမသိလို့ပဲလို့သိလို့ပဲလို့ဆင်းရဲကြောင်းလို့ရင်ဆင်းရဲမှာပဲချမ်းသာကြောင်းလို့ရင်ချမ်းသာမှာပဲအကြောင်းအကျိုးဘောပဲအဲ့တော့အသိဉာဏ်ရှိဖို့မလိုဘူးလားမသိရင်တော့ခံရမှာပဲမသိရင်အများကြီးခံရတယ်နောက်တစ်ခါလေးမှလည်းမသိလို့တော့ဆောရကတက်လို့မရဘူးဆိုတာကိုနားလဲမှာဆွဲထားဆိုကြပါစို့တရားသူကြီးရှေ့ရောက်တော့မှအပြစ်ကျူးလွန်ပြီးတော့မှကျုပ်မသိလို့လုပ်ခဲ့လာပါဆိုတော့တရားသူကြီးကအပြစ်နဲ့မချမ်းမပဲနေမှာသူကလူဆရာကြီးကလုပ်သွားမှာပဲဟုတ်လားအေးလောကမှာလည်းအဲ့ဒီတိုင်းပဲနော်ပြန်ထားပါတော့အသိဉာဏ်ရှိဖို့ဘယ်လောက်အရေးကြီးတယ်ဆိုတာကိုပြောရင်းနဲ့အသိဉာဏ်ကိုဖြစ်စေတဲ့နားထောင်ခြင်းကဘယ်လောက်အရေးကြီးတယ်ဆိုတာကိုပြောတာဟုတ်လားအဲကြောင့်စံပေးဖို့ပညာနဲ့ပညာရှိတဲ့တော်ကောင်းရဲ့စကားကိုနားထောင်ဖို့မပညာနဲ့အဲ့ဒါဒီပုဂ္ဂိုလ်ကိုကောင်းအောင်အခြေခံကစပြီးတော့ကြိုးစားနေတာဟုတ်ရဲ့လားဒါနံပါတ်1အင်္ဂါပြီးချမ်းစုနော်တမိုးရှိတဲ့လူတစ်ယောက်ဖြစ်ခြင်းနဲ့နားထောင်ရမယ်ဘုရားပါဠိဟောခဲ့တဲ့ဆိုတာဟုတ်ရဲ့လားဟုတ်ကဲ့ဒုတိယအင်္ဂါဆက်တော့နော်မင်းရဲ့ယရနာထိုက်တဲ့စင်တော်မှာဒုတိယရှိရမယ့်အင်္ဂါရပ်ဒီပါတယ်လေတတ်ရင်ဖြတ်ရင်တတိရှိတယ်နော်တပည့်ရံကိုမှရဲ့ဘယ်လိုကောင်းမဲလာတာတတ်ဖြစ်တယ်ဘာဖြစ်လို့လဲသူကရံသူလေရံသူဆိုတာကိုကသူ့ကိုမတတ်ရင်သူကကိုယ်ကိုတတ်တာကိုကသူ့ကိုညှာပြီးတော့သူကကိုယ်ကိုညှာဟုတ်ရဲ့ရံသူဆိုတဲ့သဘောကအဲ့ဒီလိုရှိတယ်အဲ့ဒါဘာလို့ဆိုလို့လဲဆိုတော့တမိုးရှိတဲ့လူတယောက်ဖြစ်ချင်လို့ရှိရင်ကိုယ်လည်းပဲရန်သူတွေကိုတည်ရဖြတ်ရတတ်တရှိရမယ်။ဣဒံဘေကဝေဥပ္ပန္နကာမဝိတကံနာတိဝါတိတိပဇယတိဝိနုဒိတိဟန္တိဗျံတိကရောတိအနာဘာဝကမေတိရန်သူကိုတတ်တယ်ဆိုတာဘာလဲဆိုတော့ဥပ္ပန္နမိမိတဏ္ဍာမှာဖြစ်ပေါ်၍လာသောကာမဝိတကံကာမဝိတကိုနာတိဝါတိတိမိမိတဏ္ဍာမှာလက်ခံလို့မထားဘူးဟန္တိတတ်ဖြစ်တယ်ကမေတိအနာဘောင်ကမေတိနောက်ထပ်တစ်ပါးဖြစ်မလာအောင်ကြိုးစားတယ်ဆိုလိုတာကဒီကောင်မတော်ဦးဇင်းတို့ရဲ့အတွေ့အကြုံမှာမကောင်းတဲ့အတွေ့လို့ခေါ်ရတဲ့ကာမဝိတ္တဗျာဝါဒဝိတ္တဝိဟိတဝိတ္တမကောင်းတဲ့အတွေ့၃မျိုးရှိတဲ့အကျဉ်းအားဖြင့်နော်မြင်ခြင်းနဲ့ပတ်သက်ပြီးတော့တာယာဝေရှာပြီးတော့တွေးတဲ့အတွေ့ပေါ့ကြားခြင်းနာခြင်းစားခြင်းထိခြင်းနဲ့ပတ်သက်ပြီးတော့တာယာဝေရှာပြီးတော့တွေးတဲ့အတွေ့အဲ့ဒါကိုကာမဝိတ္တနော်ဗျာဝါဒဝိတ္တဆိုတာကတော့စိတ်တို့စိတ်ဆိုးစိတ်ပြက်ပြီးတော့တစ်စုံတစ်ယောက်ကိုမကြည်မလတ်ဖြစ်ပြီးတော့တွေးနေတဲ့အတွေ့ပေါ့ဗျာဝါဒဝိတ္တဝိနည်းဝိတ္တဆိုတာမကြည်နဲ့ရုံနဲ့အားမရမဲနဲ့ကိုမကြည်နဲ့တဲ့လူကိုမ
နှိမ့်ဆက်တော့မယ်ဒီလိုကိုပြုံးပြလိုက်မယ်လုတ်ပြလိုက်မယ်ဆိုပြီးတော့နှိမ့်ဆက်လို့တဲ့အတွေးကိုကြတော့ဝိတေနာဝိတ္တညှင်းဆဲတော့မယ်နော်အဲ့ဒီကာမဝိတ္တဉာဏဝိတ္တဝိညာဝိတ္တဆိုတဲ့အဲ့ဒီအတွေးစိုးတွေမိမိတဏ္ဍာမှာပေါ်လာလို့ရှိရင်လက်တဲ့မခံမဲနဲ့အဲ့ဒါကိုဖယ်ရှားနိုင်အောင်ကြောက်ွယ်ပေါ်အောင်ကြိုးစားတာကိုအဲ့ဒါရန်သူကိုတတ်တယ်လို့ဆိုရယ်ဟုတ်ရဲ့လားအောက်မှာမြတ်စွာဘုရားကခြုံမိအောင်ဆက်ပြီးတော့ပြောတယ်ဥပ္ပါနုပန္နေပါရဟေအကုတလေဓမ္မေနာတိဝါတိတိတိုင်းဖြစ်တိုင်းသောအကုသိုလ်အယုတ်တရားတွေကိုမိမိတဏ္ဍာမှာဖြစ်ပေါ်ခွင့်မရအောင်တားဆီးမယ်ဖယ်ရှားခြင်းနဲ့တုတ်ဆင်ခြင်းပဲဆိုရင်အဲ့ဒါရန်သူကိုတတ်တာပဲဆိုလိုတာကမကောင်းမှုအကုသိုလ်ကိုရန်သူလို့ဒီနေရာမှာပြောတာရန်သူဆိုလို့ရှိရင်တော့တုတ်တင်ဖို့ဟာကြိုးစားမှပုဂ္ဂိုလ်ကိုတဏှာရရောက်လိမ့်မယ်ပုဂ္ဂိုလ်ကိုအကျိုးရှိအောင်လုပ်ရရောက်လိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ရန်သူကအခုလိုညားနေမှာမဟုတ်လားဒီစကားလေးကိုပဲ့တင်ထားအောင်နားထောင်ရမယ်နော်ရန်သူဆိုတာကိုကသူ့ကိုမတတ်ရင်သူကကိုကိုတတ်မယ်ဆိုတဲ့အချက်ဟုတ်ရဲ့လားဒါကြောင့်ဒီမကောင်းတဲ့စိတ်နော်ဒီနေရာမှာဦးဇင်းတို့တဲ့တယ်ပြောကြပါစို့နော်ဒီမကောင်းတဲ့စိတ်ဆိုဥပ္ပဝအကြီးကျယ်ဆုံးသောရှမ်းသူပဲသူ့ကိုမပယ်ရှားနိုင်ဘူးဆိုရင်အဲ့ဒီမကောင်းတဲ့စိတ်ကကိုယ့်ကိုဒုက္ခရောက်အောင်လုပ်တော့မှာနော်ဒါကြောင့်မြတ်စွာဘုရားဒီမကောင်းတဲ့စိတ်ဟာရန်သူတဲ့ကိုယ်နဲ့ဆန့်ကျင်ဘက်ပါကိုကအဖြူဆိုရင်သူကအမေကိုကဖြစ်ချင်တာကဘာမှအေးအေးချမ်းချမ်းအဆင်ပြေဖြစ်ချင်ကိုဖြစ်ချင်တဲ့အဲ့ဒီကောင်းမြတ်တဲ့ဆန္ဒတွေမှန်တယ်ပြကိုအဲ့ဒီရန်သူကဖြစ်စီကြတယ်တဘောပေါက်တာအစဉ်ပြောတာကိုဖြစ်ချင်တဲ့ကောင်းမြတ်တာမှန်တယ်ပြကိုမဖြစ်အောင်အဲ့ဒီစိတ်မှန်တွေကလုပ်ကြလိုက်တယ်ဒါကြောင့်ဒါတွေကကိုယ့်ရဲ့ဆန့်ကျင်ဘက်တွေနော်ကိုကအကောင်းဖြစ်ချင်တယ်သူကမကောင်းမှဖြစ်အောင်လုပ်တယ်ကိုကအရင်ဖြစ်ချင်တယ်သူကအကူဖြစ်အောင်လုပ်တယ်ဟုတ်ရဲ့လားဒါကြောင့်ဒီမကောင်းတဲ့စိတ်တွေကိုယ့်ဘဝမှာအကြီးကျယ်ဆုံးရန်သူလို့နားရရတယ်ဒီနေရာမှာဦးဇင်းတို့လူငယ်တွေနားတယ်မှာနည်းနည်းတော့အကျဉ်းချက်ပြောမှဖြစ်မယ်ဟုတ်လားမကောင်းတဲ့စိတ်တွေဟာရန်သူပါဆိုတာမကောင်းတဲ့စိတ်ကိုဘယ်နဲ့ကြောင့်ရန်သူလို့ပြောရတယ်ဆိုလို့ရှိရင်မကောင်းတဲ့စိတ်တွေဟာလုံးလုံးတဲ့ဖြစ်စဲမှလည်းပဲပူလောင်စေတယ်ဆင်းရဲစေတယ်ဟုတ်လားမကောင်းတဲ့စိတ်တွေကအခုဖြစ်ရင်အခုပူတာအခုဆင်းရဲတာအချိန်မဆောင်ဘူးနောက်ဦးဇင်းတို့မိခဲကိုကန်နေမိတယ်လို့မျိုးမိခဲကိုကန်နေမိတယ်ဆိုရင်ပုဂ္ဂိုလ်အတွက်အချိန်ဆောင်နေလားခုကြည့်မိတာနဲ့ခုတမ်းမိတော့ဘူးလားဟုတ်အဲ့လိုပဲမကောင်းတဲ့စိတ်တွေဒေါသတွေဖြစ်နေမာနတွေဖြစ်နေမနာလိုမှုတွေဝန်တုံမှုတွေအဲ့လိုရုပ်ညံ့တဲ့စိတ်တွေဟာအခုဖြစ်ရင်အခုတမ်းပြီးတော့ဆင်းရဲတော့တာအဲ့ဒါဆင်းရဲပါလေဆိုတဲ့အသွင်သဏ္ဍာန်ကိုလည်းပေါ်ပြသေးတယ်မျက်နှာပေါ်မှာလေသိတယ်မဟုတ်လားဥပရိယုတ်မှာပြည့်စည်တော့တာမကောင်းတဲ့စိတ်ဖြစ်နေတယ်ဆိုတာကိုအဲ့ဒါမျက်နှာပေါ်မှာထင်ရှားအောင်လည်းပြန်နေတယ်ဒါကြောင့်မကောင်းတဲ့စိတ်တွေကရန်သူအခုဖြစ်ရင်အခုဆင်းရဲဒါတစ်ချက်နောက်တစ်ချက်ကဒီမကောင်းတဲ့စိတ်တွေဖြစ်လာလို့ရှိရင်ဘုရားမတားဆီးနိုင်ဘူးအဲ့ဒီမကောင်းတဲ့စိတ်တွေကိုမနှိမ့်ကွနိုင်ဘူးဆိုလို့ရှိရင်မကောင်းတဲ့စိတ်တွေကအောင်းကျဉ်းလာပြီးတော့မကောင်းတဲ့အကျိုးတွေဖြစ်နေဒုစရိုက်တွေကိုလွန်ကျူးပြီးတော့အဲ့ဒီမှာမတားနိုင်ဘူးဆိုရင်မကောင်းတာတွေလုံမိပြီးတော့လွန်ကျူးပြီးရောမကောင်းတာတွေလုပ်တယ်ပြောတယ်ဆိုတာအဲ့ဒီစိတ်ကစားဒကမာကြီးကိုနားလည်အောင်ဥပမာနဲ့ပြောပါမယ်အိမ်မှာလေးထမင်းအိုးတင်တော့မိတယ်အားထုတ်တာထမင်းဦးကြီးလည်းတအောင်ပွက်တယ်အဲ့လိုမျိုးကြီးပွက်နေတဲ့အချိန်မှာအောက်ကမီးကိုမလျှော့ဘူးဆိုရင်အဲ့ဒီထမင်းဦးကြီးကဝေးကြမှာပေါ့ဟုတ်ရဲ့လားအဲ့လိုပဲဒကာမတို့ဦးဇင်းတို့ရဲ့စိတ်ကိုလည်းကိလေသာတွေဟူတော့မကောင်းတဲ့စိတ်တွေဟူတော့မီးမြန်းကအမြဲတမ်းထိုးနေတာထိုးနေတော့နေနိုင်တော့ဘာဖြစ်လဲဆိုတော့ပါဇက်ကိုဝေးကြလာတယ်လိန်ညာတဲ့စကားကြံထန်တဲ့စကားဂုံတိုက်တဲ့စကားတန်သိချင်းတဲ့စကားတွေထွက်ကြတာဘာဖြစ်လဲထမင်းဦးကြီးဝေးကြဟုတ်လားအဲ့ဒါကိုမီးကမလျှော်သေးဘူးဆိုရင်လက်ပေါ်ရောက်လာမယ်တတ်မင်းခုမင်းအိမ်တော်ကြီးဟောက်ပြန်မယ်ဟုတ်လားအဲ့ဒါမဖြစ်တာလို့ဆိုတော့အောက်ကမီးကိုကိုကမလျှော့မှမလျှော့နိုင်တာဟုတ်ရဲ့လားဒါကြောင့်ရန်သူဆိုတာအဲ့ဒါမကောင်းတဲ့စိတ်တွေများလာရင်ဒုစရိုက်မှုတွေကိုလွန်ကျူးစေပြီးတော့မကောင်းတာလုပ်လိုက်ပြီနော်မ
ကောင်းတာလုပ်ပြီးဆိုလို့ရှိရင်မျိုးစေ့ရှိမှတော့အချိန်တန်ရဲ့အပင်ကပေါက်တော့မှာဟုတ်လားအဲ့ဒီတော့အပေဒုက္ခလေးကိုတော့ဆင်းရဲတရားကိုကြိုတင်ပြီးတော့ဘုကင်ယူထားတယ်လို့မျိုးလက်မှတ်ယူထားတယ်လို့မျိုးဟုတ်ရဲ့လားအဲ့တော့ဒီကနေစမကောင်းတဲ့စိတ်အဲ့တော့မကောင်းတဲ့စိတ်ဆိုတာမကောင်းတာတွေကိုလုံးမိရတာဒီတစ်ချက်အပေလေးပါးလေးကိုတော့ဆင်းရဲကိုလေပို့တဲ့တယ်ဒါကြောင့်သူ့တော်ကြောက်စရာကောင်းတဲ့ရန်ကိုရှိဟုတ်တယ်ဒီမှာမြတ်ဒါကြောင့်မကောင်းတဲ့စိတ်တွေကိုဖေရှားဖို့မလိုဘူးလားအဲ့ဒီမကောင်းတဲ့စိတ်ကိုမြတ်စွာဘုရားကဘယ်လောက်ထိညာဟောလဲဆိုလို့ရှိရင်လေဘုရားတို့ဘောဓလရှင်မြတ်ကြီးကမြတ်စွာဘုရားကိုမေးလို့လေမြတ်စွာဘုရားတဲ့လောကလူသားတွေဆင်းရဲအောင်မတတ်မတန်ဖြစ်အောင်အကျိုးနည်းအောင်ဘယ်အရာတွေကလုပ်တယ်လို့မေးတော့မြတ်စွာဘုရားကလောဘဒေါသမောဟဆိုတဲ့မကောင်းတဲ့စိတ်တွေကလုပ်တယ်အကျဉ်းတော်ပုံပြီးတော့ဒီကုန်းကျုပ်မှာဂါထာလေးတစ်ခုပို့တယ်အဲ့ဒီဂါထာလေးကတော်တော်သတိထားတဲ့ကောင်းတယ်လောဘောဒေါသောသမောသံပုရိတံပါပစေတတံဟိန္တံဒီအတ္တသံဘုတ္တတဇတာရဝတံဖလံဒီကဘာပြောတာလဲဆိုမကောင်းတဲ့စိတ်တွေဆိုတာမကောင်းတဲ့စိတ်ဖြစ်ခွင့်ပြုတဲ့တတ္တဝါအကျိုးနည်းစီသောအဖြစ်အပေတတ်လိမ့်မယ်တဲ့ဝါပင်ရဲ့ဝါသည်ဟာဝါပင်ကိုအတိတ်တတ်တယ်လို့မြင်ကျူပင်ရဲ့ကျူသည်ငပြောပင်ရဲ့ငပြောသည်ဟာမိခင်အပင်ကိုအတိတ်တတ်တယ်လို့မြင်ဒကာမတို့ရဲ့ပြည်သူရဲ့အတွင်းတဏ္ဍာကပဲဒီလောဘဒေါသတွေကဖြစ်လာအဲ့ဒီလောဘဒေါသတွေကပဲဒီတတ္တဝါကိုအကျိုးနည်းစီသောအဖြစ်အတိတ်တတ်လိမ့်မယ်ဒါကြောင့်လောဘဒေါသမောဟဆိုတဲ့မကောင်းတဲ့စိတ်တွေဖြစ်ရတာလေသေသည်ပြီးတာလို့အဲ့လိုထိအကြမ်းဉာဏ်ဘုဒ္ဓတာများရတယ်ဟုတ်လားဘာသေးတာလဲသေသည်ပြီးတာလေအဲ့ဒီသေသည်ပြီးတယ်ဆိုတာကိုလည်းနည်းနည်းလေးနားလည်အောင်မပြောဘူးနဲ့ဟုတ်လားဆိုကြပါစို့ဟောအသက်ဆိုတာကနှစ်မျိုးရှိတယ်ပဂရိအသက်ရှိတယ်သူတော်ကောင်းအသက်ရှိသေးတယ်ပဂရိအသက်ဆိုတာကတုံ့နေလဲပြီးတော့သေသွားတာမျိုးပေါ့ဗျာတချို့လောဘဒေါသအာကြီးပြီးတော့သွေးယောဂါနှလုံးယောဂါလို့ရှိရင်လည်းအဲ့ဒါပဂရိအသက်တော့တည်တတ်တယ်ဟုတ်လားဒီနောက်ပဂရိအသက်မတည်အောင်တော့သူတော်ကောင်းအသက်တည်တတ်တယ်လောဘဒေါသအာကြီးရင်သူတော်ကောင်းအသက်တည်တတ်တယ်သူတော်ကောင်းအသက်ဆိုတာဘာပြောပါလဲဆိုတော့အရှက်အကြောင်းကိုပြောတာဟိရိပတ္တပဆိုတာသူတော်ကောင်းတို့ရဲ့အသက်ဟုတ်တယ်လူချင်းလုံးအာကြီးလာရင်မရှက်နိုင်ဘူးမကြောက်နိုင်ဘူးနောက်ဒီခါတွေကငါ့ကိုဒုက္ခပေးမှလို့မကြောက်နိုင်ဘူးနောက်ဒါတွေကိုလုပ်ရတာရှက်เสียလို့မရှက်နိုင်ဘူးအဲ့ဒီမှာအရှက်အကြောက်ဖြစ်သွားတော့ပြောင်းသွားတာအရှက်အကြောက်ပြောင်းသွားတယ်အဲ့ဒါသူတော်ကောင်းတက်တည်တော့တာပဲအဲ့ဒီလိုသူတော်ကောင်းတက်တည်အောင်ဘယ်သူကလုပ်တာလဲဆိုတော့ခုနကမကောင်းတဲ့စိတ်တွေကသူတော်ကောင်းတက်ကိုတည်တတ်ဖြစ်တာဒါကအတိတ်တွေမျိုးလေးနဲ့ဒီနေ့တရားကလည်းလေးတွေးနေတာလေးတွေနော်နောက်ထပ်ဒီမကောင်းတဲ့စိတ်တွေဆိုတာကိုကသူ့ကိုမတတ်ရင်သူကကိုယ့်ကိုတတ်မယ်ဆိုတာအရိပ်ပဲမျိုးရှိသေးတယ်အဲ့ဒါပါလဲဆိုတော့အဲ့ဒါလေးကနည်းနည်းလေးအေးဆေးလေးပြောမှလက်ပတ်လာတယ်လက်ပတ်နေတယ်လို့ရှိတယ်ဆိုရမှာဆိုဒီကနေ့မှတော့ပြင်တော့အခုဘဝဆိုတာရတယ်နော်ဘဝဆိုတာရရင်ဒီကြီးကိုလက်နဲ့ပုတ်တာကမှလွယ်အောင်မယ်တေချာပေါင်းမလုပ်ကြဘူးတရားတိပေးရတယ်ဟုတ်လားတိပေးရမယ်နော်အဲ့ဘာလို့ဆိုဒီဘဝဒီခန္ဓာရပြီလို့တိပေးရဒီဘဝဒီခန္ဓာဒီဘာကြောင့်ရတယ်လို့အကြောင်းတရားကိုရှာကြည့်ဘဝရဲ့အပေါ်မှာမှားရင်ကောင်းတယ်လို့မြင်မိတဲ့အဝိဇ္ဇာကောင်းတယ်ဆိုလို့ရှိရင်တော့လိုချင်လိုက်ကြစို့ဆိုတဲ့တဏှာအကျဉ်းချင်းပြောရရင်တော့အဲ့ဒီအဝိဇ္ဇာနဲ့တဏှာကြောင့်ဘဝရဘဝရတော့တရားကုသကလေးလူငယ်တွေနော်အဝိဇ္ဇာနဲ့တဏှာလေးကိုတော့အကြောင်းကြောင့်ဘဝရတော့လေရအခုလည်းအဝိဇ္ဇာနဲ့တဏှာကတတိတရားမဥရှိတော့အမြဲတမ်းလို့ဖြစ်တယ်ဘဝရဲ့ဘဝမှန်တယ်မမြင်ဘူးမှန်တယ်မမြင်တော့အခါအားလျော်စွာလူချင်းတဲ့စိတ်တွေကအမြဲတမ်းလို့ဖြစ်တယ်အဲ့ဒီတော့အဝိဇ္ဇာနဲ့တဏှာရှိနေသေးတဲ့မြတ်နောက်ထပ်ဘဝဆိုတာဉာဏ်လို့
ရှာတိုင်းညာတိုင်းသောဘဝသည်တည်ဆုံးခြင်းဖြစ်မြဲတမ်းအဆုံးသတ်ရတကယ်တည်ရနော်အဲ့ဒီတော့အဲ့ဒီအဝိဇ္ဇာနဲ့တဏှာကိုကောင်းတဲ့စိတ်ကိုကြောမလားမကောင်းတဲ့စိတ်ကိုကြောမလားအဲ့ဒါတည်ခြင်းရဲ့လက်ပေတည်းခံဒီအဝိဇ္ဇာနဲ့တဏှာနော်ကြားထဲမှာဘဝကိုခံနေတယ်ဟုတ်လားနားလည်တယ်နော်အဲ့တော့ရန်သူသူ့ကိုကိုယ်ကမတတ်ရင်သူကကိုယ့်ကိုတတ်လို့ဆိုအဲ့ဒီဘဝိဇ္ဇာနဲ့တဏှာကိုကပင်အောင်မတတ်နိုင်ဘူးဆိုရင်သူတို့ကကိုယ့်ကိုဘဝတွေတက်ရစေပြီးတော့ဘဝတိုင်းအသေးတတ်နေတယ်အဲ့ဒါကြောင့်ဒါနနဲ့တွေ့တဲ့အခါဒါရန်သူအစ်စ်ဆိုတာကိုနားလည်လက်ခံပြီးတော့အသေးတတ်နိုင်အောင်ကြိုးစားရတာသူတို့တည်မှဘဝချုပ်မှတည်ခြင်းခင်းမှာဘဝဆိုတာရနေသေးတဲ့အမြဲတမ်းတည်ကြရတဲ့ရန်သူဆိုတာကိုအတိတ်ပဲပေါ်အောင်ကြည်ကြဝန်းရှုတော့အမျိုးစုံတစ်နေ့တော့ပြောလိုက်တယ်နော်ဒါကြောင့်မြတ်စွာဘုရားကမင်းမြတ်ရဲ့ယရနာထိတ်တဲ့ဆင်မှာဒုတိယအင်္ဂါရက်တန်ရင်ဖြတ်ရင်းတဲ့အစွမ်းရှိတယ်ဆိုတာကိုလူတစ်ယောက်ပါလည်းမကောင်းတဲ့စိတ်ကြီးကိုရန်သူကိုတန်ရဲတယ်ဆိုလို့ရှိရင်တန်ဖိုးရှိတဲ့အဖို့တန်တဲ့လူတစ်ယောက်ဖြစ်နေအင်္ဂါပဲချက်ရှိပါဒီနေရာကလည်းရှေးဦးမယ်နဲ့တူတယ်ဒီမှာကြီးလေးနောက်ဆုံးနေ့ကိုတရားလေးနဲ့လေးဟောကြည့်လိုက်တာဟုတ်လားနော်အဲ့ဒါအင်္ဂါပဲချက်ရှိပြီတော့ချက်ရှိပြီတတိယအင်္ဂါလည်းပါပါတယ်လို့ဒီခံနိုင်ချမ်းရှိရတယ်ရန်သူကိုမဟုတ်ဘူးနော်တစ်ဖက်ဆန့်ကျင်ဘက်အရာတွေတွေ့ကြုံလာတဲ့အတွေ့အကြုံတွေရန်သူကိုဆိုတော့တတ်ရမှာပေါ့နော်တွေ့ကြုံတဲ့အရာတွေကိုသိခံနိုင်ချမ်းရှိရတယ်အဲ့ဒီသိခံနိုင်ချမ်းရှိတယ်ဆိုတာကမြတ်စွာဘုရားကအဲ့ဒီမှာအသေးစိတ်ကိုပါတယ်တောင်းရှိတဲ့လူတယောက်ယန္နာထိုက်တဲ့ဉာဏ်ဓမ္မဖြစ်ခြင်းလေဆိုရင်သိခံနိုင်တဲ့အစွမ်းရှိကိုရှိရတယ်အပေါ်ယံလေးစဉ်းစားကြည့်ဘဝဆိုတာအရာရာကိုယ်စိတ်တိုင်းကြစီမံထားတဲ့နေရာမှာမိုးကြရွှေကိုအနေနဲ့လာပြီးတော့နေရတာမျိုးဟုတ်တယ်လားဖြစ်ခြင်းလို့ဖြစ်နေတဲ့ဗယံပရာချင်းမျိုးကြီးတဲ့မှာဘုရားလူလာဖြစ်တယ်အဲ့တော့ကိုယ်စိတ်တိုင်းကြတာစိတ်တိုင်းမကြတာဘယ်ဟာမှမဟုတ်ဘူးအဲ့ဒီစိတ်တိုင်းမကြစရာတွေကိုလည်းအကုန်လုံးစိတ်တိုင်းကြစေလို့စိတ်ကလေးပိုင်တဲ့လူဘယ်သူရှိလဲဒီစိတ်တိုင်းမကြတာလေဂျာတဲ့မှာပဲတိခံပြီးတော့နေရမှာဆိုလိုတာကတိခံရန်ဆိုတဲ့အစွမ်းကမရှိလို့ဖြစ်ဖို့မဖြစ်ဘူးလို့ဆိုလိုတာဟုတ်လားအဲ့ဒါလည်းဆိုရင်တိခံရန်တရားကိုအခြေပြုံဟောတယ်ဘာလို့ဆိုတော့လိုအပ်လို့ဘယ်လိုဟောလဲဆိုတော့ဘယ်လိုယူလေးပဲပြောကြည့်အောင်နော်ဘာလို့ကိုတိခံရမလဲဆိုတော့အသေးစိတ်လေးပြောမယ်တကယ်ကျင့်သုံးဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့နာယူပါနော်ဣရံဘိကဝေခမောဟောတိတိတတဩနတဇိကေသာယပိပါဏံယဒါနမဂတဝါနတပတရိတပတမတနာဒုရဒါနံဒုရကဒါနံဝဆနပဌာနံဥပ္ပန္နံသရိရိကာနဝေဒနာနံတိပါဏံဒုက္ခနံကရဏကတုကနံပါဠိတွေရွတ်လိုက်တာအများကြီးပဲဟုတ်လားဘာဆိုလိုလဲဆိုတော့တိခါရမှာကိုအလွယ်အသေးလေးကစပြီးတော့အင်မတန်ခက်ခဲတဲ့အရာအထိမြတ်စွာဘုရားကစီးပြီးတော့ပြောတော့တာ။ဘာလို့တိခါရမလဲဆိုတော့တိတတ္တအေးကိုတိခါရမယ်။အုံနတ္တအပူကိုတိခါရမယ်။ဟုတ်တယ်ပေါ့။ဇာတိဥဒ္ဓကအေးလာတယ်ဇာတိဥဒ္ဓကပူလာတယ်။အဲ့ဒီဇာတိဥဒ္ဓကိုမအေးအောင်မပူအောင်ဒကာမတို့ဦးဇင်းတို့တွေကကြောင်းလဲနိုင်တဲ့အစွမ်းရှိတယ်လား။ရှိပါဘူး။ကိုယ်တည်းနေတာမှလည်းဆိုတော့ကိုလိုရင်အဲခေါနဲ့နေမေရက်ခတ်နေဟုတ်လားအဲလိုရင်ဆောင်းချုံမဲမိလို့နေတာပဲတန်တယ်အေးဒီရာဒီဥဒီကိုမတတ်နိုင်ဘူးဥဒီရာဒီကိုအေးအောင်ကိုမတတ်နိုင်အဲ့ဒီတော့ဘယ်လိုကြားမှလဲဆိုဒီခံရရမှာလူတွေဆိုတာကတော့ခက်တယ်နော်ဘာမှပြုပြင်လို့မရတာဒီကိုပဲပူတော့လည်းပူလို့မို့စိတ်တူတယ်အေးတော့လည်းအေးလို့မို့စိတ်တူတယ်မိုးရွာလည်းစိတ်တူတယ်မရွာလည်းစိတ်တူတယ်ဟုတ်လားတိခံရတဲ့အရာကဘယ်ခံစားရမှာလို့ဟုတ်လားအဲ့တော့ကိုယ်ဘာမှမတတ်နိုင်တဲ့ကိစ္စကြီးကိုတော့တိခံတဲ့တယ်လို့ထင်တာပဲတတ်နိုင်တယ်ဆိုရင်တော့လို့ပေါ့စောင်းမချုံရဘူးလို့မဆိုလိုပါဘူးရက်ခတ်ရဘူးလို့မဆိုလိုပါဘူးရက်ခတ်တဲ့ကြားထဲမှာပဲအဲ့ချင်တဲ့အဲ့နေဦးမှာလေအဲ့ဒါဆိုရင်တော့တိခံနိုင်ဖို့ကျင့်တတ်လိုက်နော်
တိတတအရိယဘုံနတအမှုတဲ့ပြီးတော့ဇိကိစာယပိမာနာယသာလံဟုတ်တိတ်တာဂျေသာလံအစာအာဟာရဆံတိခံရဟုတ်တယ်တခါတလေကျတော့ဘုရားစားနေပြီစားတယ်အရင်ကမရှိဘူးစားတော့စားရမှာပါဒါပေမဲ့အဲ့ဒါလေးကိုပဲတိမခံမအောင်ပြီးနိုင်မယ်စိတ်ကြုံနေတဲ့လူတွေရှိဘူးလားစားတယ်ခဏနေစားရမယ်ဆိုတာတိပါနဲ့ကိုပဲမနေနိုင်မထိုင်နိုင်ဖြစ်နေတာဟုတ်လားဘာလို့လဲတိခံရစားလောင်နဲ့ဟုတ်တိတ်တွေတိခံရတယ်တဖြည်းဖြည်းနဲ့တက်လာပြီနော်ဘာလို့ဘာလို့တိခံရလဲဆိုတော့ဒန္တမကကဝါဒတပတရိကဝတ္တမတ္တမဲ့ချင်းလေးနေမွေကင်းတန်းဦးဇင်းတို့ပရိစိတ်တွေမှာတော့ပါတယ်လေဆိုလိုတာကဘာလဲဆိုတော့လက်ပြကြတဲ့ပြောရရင်ပိုးကောင်မောင်းကောင်လေးတွေရဲ့တန်ကိုသိခံရတယ်ချင်းကိုက်တယ်ဂျဘုတ်ကိုက်တယ်ပြီးတဲ့ဘယ်ကိကာလကစားကိုက်လာမှမသိဘူးလေခုကျမှကိုက်ကြမှာဟုတ်လားအဲ့ဒါကိုကုလူတွေကတက်စစ်ဗတ်တန်ကြီးနဲ့တချမ်းချမ်းချနေတယ်ဟုတ်လားဟင်အဲ့လိုချလို့ချင်းလေးကပြောက်သွားတာအဲ့ဘလို့စီးရီဆွမ်းနေပြောအဲ့ဒီအကောင်တွေကတော့ရှိနေတာဟုတ်လားရှိနေတာလေနော်ဒီကိုကအဲ့လိုဒီကိုကောင်မောင်လေးတွေကိုက်လာရင်သူတို့ကိုကြည့်စိတ်မတူနဲ့ပြဿနာတစ်ခုတက်လာပြီဆိုရင်ကိုတောင်လည်းမကင်းဘူးကိုတောင်ကဘာလို့မကင်းနိုင်လဲဆိုတော့ဦးဇင်းပြောပြတယ်လည်းပြောမယ်နော်ငါခန္ဓာကိုယ်ကြီးကိုယ်ဆိုသူတို့ကြိုက်တဲ့အဆောင်ဖြစ်နေတာဟိုလို့စဉ်းစားတဲ့တယ်လို့ထင်တယ်အဲ့သူတို့မကြိုက်ဘူးဆိုရင်လာမဆိုလို့လာမှာဘူးသူတို့ကဟုတ်တယ်မဟုတ်လားအဲ့တော့ဒီချင်းကြိုက်တဲ့ဒီကိုကြိုက်တဲ့ကိစ္စကိုဦးဇင်းကကိုကြီးချက်ပြောနေရလားလို့မအောင်မင်းနဲ့အဲ့ဒီကိစ္စကိုကောင်းကောင်းမကြော်လွှမ်းနိုင်လို့လုပ်တယ်ချင်းတတ်တဲ့လူရှိလားလို့မင်းရင်တော်ရှားမယ်နော်မရှိဘူးလို့တော့ဆိုလိုပါဘူးဟုတ်လားအဲ့တော့သူတို့ရဲ့ပြည့်စည်တာကငါခန္ဓာကိုယ်ကြီးကိုယ်ကစားသူတို့ရဲ့အဆောင်ဖြစ်နေတယ်အဲ့ဒါကိုယ်ကစားအဖြစ်လို့ပြောလို့မရဘူးလားအဖြစ်မဟုတ်ဘူးတောင်မှဒီကိစ္စမှာဒါကြီးကပေါင်းပတ်သက်နေတယ်ဟုတ်ရဲ့လားတိခံနိုင်မှုအစဉ်လို့ပြောနေတယ်နော်ကိုယ်ကမှမောင်လေးတွေတိခံရမယ်အေးဘောသူကိုဆာလံတိတ်တံကိုကိုယ်ကမှမောင်လေးတွေကိုဘာမှမတိခံလဲဆိုပဝင်းကျင်ကပြောလာတဲ့မကောင်းတဲ့စကားတွေကိုယ်ပြောလာတဲ့စကားတွေရှိတယ်အဲ့ဒါတွေကိုသိခံရမယ်ဟုတ်တာပေါ့အဲ့ဒီလူရဲ့ပါဇက်ပေါက်တွေလက်ပိတ်လို့ရမှာလားတနည်းနဲ့စဉ်းစားကြည့်ပေါ့ကိုယ်လည်းသူများအကြောင်းမကောင်းတာပြောတာပဲဘာထူးလဲနင်းတကယ်ပြောမှလည်းပြောတာပဲမဟုတ်လားပြောတဲ့အခါမှာစဉ်းစားကြည့်ဘလို့လေးလေးနဲ့ထမ်းပြီးတော့ပြောတယ်လေအဲ့ဒါတို့မျိုးကကိုယ့်အကြောင်းမကောင်းတာတွေပြောရင်တချို့ကပြောတယ်မရှိလို့အာရရှိလို့မဟုတ်လားစိတ်မှန်ရှိတဲ့အနေနဲ့စမိဆိုင်ဆောင်ပြောတာမဟုတ်လည်းလည်းကြည့်လို့တာမဟုတ်ကိုရင်းစားကြည့်ကိုလည်းပဲပါဇက်ထွက်သွားပြီးတော့ပြောလိုက်တာပဲမာတယ်လို့ဟုတ်တော့ပြီးတော့လည်းကောင်းမှမရှိပါအဲ့လိုအမှန်တိုင်းစဉ်းစားရင်သူများကကိုယ့်ကိုမကောင်းပြောတာလည်းအနာလည်းရှိပါလားမရှိဘူးတနည်းအားဖြင့်လည်းပဲသူတို့ပြောတဲ့လေလံကိုယ့်ကိုမကောင်းပြောတာဒါပဲပြောတာအမြဲတမ်းရှာတယ်ဒါပဲပြောတာကိုရံဖြစ်ပြီးတကယ်မုန်းပြီဆိုမှပြောတာညာဘက်ဖြင့်သူ့မကောင်းကြောင်းပြောတာတစ်ဆက်သိလာတဲ့ကြောင့်ကြားရတာကိုရင်ပြောတာတွေကလက်တွေ့ကြီးပဲတော့လည်းမှန်တယ်အဲ့လိုဆိုရင်မကောင်းပြောတဲ့လူကနောက်မှစိတ်တို့အဲ့ဒီစကားတဲလာတဲ့လူကိုအရင်စိတ်သူတဲမလာတဲ့အဲ့ဒီကြောင့်ကိုကြားတဲ့အကြောင်းမရှိဘူးအဲ့ဒီလူကကိုယ့်ရဲ့အကျိုးကိုမလိုလားသူ့ကြောင့်ကိုအမှုလို့ဖြစ်ရတယ်အဲ့ဒါကိုလည်းကနေရောင်းမှာဦးဇင်းကအမေတို့အမတို့အများကြီးရှိအမလေးလည်းအများကြီးရှိရောင်းလည်းကဓမ္မဘုဒ္ဓဇုံတရားကကျုပ်အကြောင်းမကောင်းပြောတာဘယ်တော့အခါကမှကျုပ်ကိုပြောနေအဲ့ဒါပြောရင်ရှမ်းသူပဲလို့ပြောတာအများမကောင်းမှဘာမှမကြမ်းအဲ့တော့အားလုံးကသူ့ကိုကောင်းတယ်လို့ပြောကြတယ်လို့လည်းပြောတတ်တယ်မြတ်တာကိုယ်ကလည်းတော်တော်ကောင်းတယ်သူ့ကိုမကောင်းကြီးပြောနေတယ်ဆိုတာသိရင်မနဲ့လက်တယ်အဲ့ဒီလိုကိုချစ်နိုင်မှာလားမြတ်တာကိုယ်ကလွယ်မှာမလားဒီစင်တဲ့နာတဲ့လူကတရားခံအစစ်နော်ပြီးတော့ကိုယ်ရပြောတာကိုတိတ်ပြီးတော့ခံရမှာကိုယ်လည်းကိုယ်ရပြောချင်တာပြောတာရှိရင်ပြောတယ်ဆိုတာကတော့နည်းနည်းလေးခံရတဲ့ရှိတယ်လို့ထင်ရမှာပေါ့လေဒါပေမဲ့ရှိတယ်ပြောတာလည်းတိတ်ခံရဘာလို့လဲဆိုတော့အဲ့ဒီလေကတကယ်စင်စစ်ပြေးကြည့်ချင်းကိုက်တော့မှနာတော့ဟုတ်တယ်လားဒါပေမဲ့အဲ့ဒီစကားကလူတွေဘလောက်ခံစားချက်တယ်တချို့ဆိုရင်သေထိမမေ့ဒီစကားကိုကြောင့်
အသေးကိုနန်းနဲ့ထိုးတာလည်းတော့နားတယ်လို့ပြောတာမဟုတ်ပဲကိုယ်ကဘယ်လိုလုပ်ညာတော့တာလဲတော့မသိဘူးဟုတ်တာတေချာစိတ်ကလူတွေဘယ်တော့မှားတယ်ဆိုတာလေတချို့ဒီပြောလိုက်တဲ့စကားကဒီဘဝနဲ့ကနောက်ဘဝချင်းတောင်ရှိတာရှိနော်ဘုရားရှင်တော်ဟောတာတဲ့စကားတို့ဤအစွမ်းတို့အကြောင်းကိုအကြောင်းလို့ဒီစကားတန်တွေကိုလူတွေကဘလောက်ဂရုစိုက်ပြီးတော့အတွက်လွဲပြီးတော့ခံစားချက်တွေပြင်းထန်နေတယ်ဆိုတာမစဉ်းစားနိုင်ဘူးလားဒီကောင်ကြီးစိတ်ဝင်စားတာဟုတ်လားမသိဘူးဒီခံရမယ့်ဘိုင်းလေးကိုပြောနေတာနော်စကားတန်တွေဆိုတာဒီခံရအရာရာလေးကိုထက်မတွက်နဲ့နော်ပြောတိုင်းလည်းဟုတ်တာမဟုတ်ဘူးနော်တချို့ထက်တွက်တဲ့ကိစ္စတော့ထက်တွက်ရမှာမဟုတ်နော်ထက်မတွက်တဲ့ကိစ္စကိုထက်မတွက်နဲ့နည်းနည်းပုံမြင်တဲ့ဘုတော့ပြောဖို့မယ်ဟုတ်လားနော်ဒီပုံမြင်ကအနောက်နိုင်ငံကလာလို့ပြောတယ်ဟုတ်လားအဲ့ဒါတာအမနဲ့ရောကတနေ့မှာမီးဘူးလေးတဲ့ကောင်နဲ့ခရီးသွားကြတယ်လေနော်မီးဆိုတာကမြင်းတော့မကြည့်ဘူးမီးအပုတ်ကလေးနဲ့အဲ့လိုခရီးသွားရင်းနဲ့ရော်တရားရောက်တော့ဖေးကြီးကသားကိုတိတ်ချစ်တာဆိုတော့သားကလည်းစလင်းကတက်သားလေးပေါ့အဲ့တော့ငါသားရခိုင်ကြီးလေးကလည်းပေးလိုက်တာဆိုတော့မင်းအပေါ်ကစီဖေးရှိကဆွဲသွားမယ်ဆိုပြီးတော့ရော်တရားတော့သားကမီးပေါ်တင်ပြီးတော့ဖေးရရှိရဆွဲတော့ရောကလူတွေကဝိုင်းကဲရကြတယ်ဘယ်နဲ့ကဲရလို့ဆိုတော့မိုက်လိုက်တဲ့ကလေးမလိမ်မာလိုက်တဲ့ကလေးဖေးကြီးကိုရှိကဆွဲခိုင်းပြီးတော့သူကမီးပေါ်ကအခမ်းအနားထိုင်လိုက်သွားတယ်လို့ကဲရတယ်အဲ့ဒါနဲ့ရောထွက်တော့သားပါနဲ့ရောက်အတန်းမင်းတို့တွေကကဲရကုန်ပြီအဲ့ဒီတော့နောက်တရာရောက်နေတော့မင်းရှိကဆွဲအဖြစ်ဘောကတက်စီခဲ့ပြန်ပြောနေတယ်ဟုတ်လားအဲ့ဒါနဲ့နောက်တရာတော့တေကြီးကကြီးပေါ်တက်စီသားလေးကရှိကဆွဲအဲ့ဒီကြောင့်လည်းလူတွေကကဲရပြန်နေဘယ်လိုကဲရလို့ဆိုတလားညံတန်မှုကင်းလိုက်တဲ့အေးကြီးဟုတ်လားသားလေးကိုရှိကဆွဲခိုင်းပြီးတော့သူကတန်တန်မာမာကြီးအပေါ်ကစီးလိုက်တယ်ပြောတယ်အဲ့ဒါနဲ့ရောကထွက်တော့သားပါနဲ့ရောက်တိုင်နေရတာပြန်တယ်တတိကြီးအတိုင်းအတိုင်းမင်းစီတော့လည်းပဲကဲရမစီတော့လည်းပဲကဲရအဲ့တော့ဒီခါတော့မင်းကငါရောတရားမှစီကြတော့လည်းပါဆိုပြီးတော့ရောတရားတော့ဖေးကြီးကရှိကဆွဲသွားတော့ကနေမောင်းတယ်လိုက်အဲ့တော့ရောကလည်းအားလိုက်တယ်လို့နေရောမြေကောင်မှမနဲ့တရားမှမစီဘူးဘာလို့ကိုဆွဲလာတာလဲကဲရအဲ့လိုပြောတော့ရွာထွက်တော့သားကနေရောတိုင်နေရပြန်တယ်အတန်းမင်းစီရောလည်းကျလို့ဘင်းစီရောလည်းကျလို့နှစ်ယောက်လုံးရှိတော့ဘုတော်ကဲရတယ်အဲ့တော့သူမင်းကလည်းနှစ်ယောက်လုံးစီတယ်သူများပြောလိုက်ရှောက်လို့နေသိတယ်အဲ့လိုနှစ်ယောက်လုံးစီသွားတော့လူတွေကအဲ့ကျတော့လေကဲရပြန်တယ်မြည်ကလေးတေးသေးကိုခါနဲ့နှစ်ယောက်လုံးတောင်တက်ပြီးစီးရဟုတ်လားနှစ်ယောက်လုံးစီးတယ်တော့မင်းကကိုယ်ကချက်နေနေအဲ့ဒါနဲ့နောက်တည်းမှာရောက်တော့ဘာမှမရောက်တော့အကြီးပဲဆွေးနွေးနေရတာနော်စီတော့လည်းအတိမလို့ဟုတ်လားပေစီတော့လည်းအတိမလို့နေအောင်လုံးစီတော့လည်းအတိမလို့နေအောင်လုံးစီတော့လည်းအတိမလို့အဲ့တော့လို့စီအနေတစ်ခုပဲရှိတော့လည်းဘာလုပ်လဲဆိုတော့မြင်းလေးကိုတွန်းနေပြီးတော့ခြေတော်ချောင်းကျွန်းနဲ့ခြေနဲ့ချောင်းလည်းကျွန်းနဲ့ခြေပြီးတော့ဘလုံးတစ်ချောင်းနဲ့ထမ်းပါရတယ်အကဲရတော့အောင်အဲ့ဒီကြောင့်ငါမလို့ပြောတယ်အယူနေတယ်နော်အဲ့တော့ပေါင်းကျင်ရဲ့စကားကိုနားဆိုင်ခရုဆိုင်လို့အကြည့်နေတယ်အယူလို့အပြောခံရမှာဟုတ်ရဲ့လားတမန်တော်ကတော့အကြည့်ကင်းအောင်နေရမယ်နေတဲ့ကြားလေးကပြောတယ်ဆိုရင်တော့ခံရသူအားလို့ပြောတာဒါပေမဲ့ကောင်းတဲ့အလုပ်မရှိလို့ပြောတာနဲ့တူပါတယ်ဒါအဲ့လိုပဲစဉ်းစားလိုက်ပေါ့ဒါပေမဲ့ကောင်းတာမပြောတဲ့လို့လည်းတူပါရဲ့ဒါပေမဲ့တန်ဖိုးရှိတဲ့အလုပ်တွေကိုမလုပ်တဲ့လို့လည်းတူပါရဲ့တန်ဖိုးရှိတဲ့အလုပ်ကိုသူများအပြစ်တွေရှောက်ပြောနေတဲ့အချင်းကုန်ခန်းနေတာတော်တော်အားလို့လည်းတူပါရဲ့သူကလည်းကိုလိုက်ပါရမလားကိုလိုစဉ်းစားပြီးတော့မလုပ်ရမလို့သိခံရမယ်နော်အကူအေးကိုဆာလောတိတ်တာကိုကောင်မကောင်လေးတွေရဲ့တံပတ်ဝန်းကျင်ရဲ့တရားတန်လေးကိုမျိုးရှိပြီနော်တရှိပြီနဲ့နဲ့လာပြီနောက်ဆုံးသိခံရမယ့်အရာကဥပ္ပန္နနာတရိလိကာနဝေဒနာနံဟောဒီခန္ဓာကိုယ်ကြီးကဖြစ်ပေါ်လာတဲ့ဝေဒနာတွေကိုသိခံရဝေဒနာတွေကတစ်ချိန်ဒီမှာဘယ်လောက်ထိဖြစ်လာလဲဆိုလို့ရှိရင်ဒုက္ခအင်မတန်ဆင်းရဲတယ်တိတ်ပါအင်မတန်ပြင်းထန်ခရအင်မတန်ကြမ်းတမ်းနေနော်ပါဏကဇာတိကိုအသက်ကိုတောင်ပြုတ်ယူသွားနိုင်တော့အောင်ပြင်းထန်လာလိမ့်မယ်
ပိဋကတေးတယ်ဆိုတာမခံမရနိုင်ဖြစ်လို့သိရတာနော်တသက်ထွက်တယ်မလားဆိုတာမရှိဘူးဟုတ်လားတိုင်းမှညာအဲ့ဒီဝေဒနာတွေကတနေ့တစ်ချိန်ချိန်မှာဖြစ်မလာနိုင်ဘူးလားအတိတ်ကံတိတ်ညံ့တဲ့လူတွေဆိုလို့ရှိရင်တေကာနီးမတိုင်ခင်ကစဝေဒနာတွေကိုအချက်အားကြီးခံရအဲ့ဒီဝေဒနာတွေကဘယ်အောင်ကြောင့်လဲဒီခန္ဓာကိုယ်ကြီးကဖြစ်တဲ့ပြောရရင်ကိုယ်သိပြီးတော့အင်မတန်မြန်လို့တဲ့အင်မတန်ချစ်တဲ့ခန္ဓာကိုယ်ကြီးကကိုယ်အင်မတန်ရွှင်ရှားဆွတ်ဆွတ်မရချင်တဲ့ဒီဝေဒနာတွေကိုဖြစ်ပေါ်စေတာအဲ့ဒါစဉ်းစားကြည့်နော်အဲ့လိုစဉ်းစားဝေဒနာတွေဖြစ်လာရင်ဘယ်လိုစဉ်းစားရမလဲဆိုမင်းသိမြန်လို့တဲ့မင်းသိတံမိုးထားတဲ့အရာကြီးကမင်းကိုနှိမ့်ဆက်နေတာအဲ့ဒါကြီးကိုတံမိုးထားတဲ့နာမြန်လို့တဲ့နာဆိုတော့ကိုယ်စဉ်းစားမေးရမယ်ဟုတ်ရလားဘာလို့ကြာလဲသိခံရမှာနော်အခုတော့စဉ်းစားသိချင်းတယ်နော်စဉ်းစားသိချင်းတယ်ပုံနှံကလေးနဲ့ရိုက်တာတောင်ဆက်ဆက်တိမခံနိုင်အောင်နားလဲဆိုရင်ရေစွတ်ထားတဲ့ကြိမ်လုံးနဲ့ရိုက်နေဆိုရင်ဘယ်လိုနေမလဲမခံနိုင်ဘူးသူများတို့ရဲ့စကားတွေတော့ဒီမခံနိုင်ဘူးချင်းကြိုက်တာလေးတော့ဒီမခံနိုင်ဘူးဆာလာလေးတော့ဒီမခံနိုင်ဘူးလောကရန်တိတိလေးတော့ဒီမခံနိုင်တဲ့လူတစ်ယောက်မှာသေကောင်ကောင်းတဲ့ဝေဒနာတွေဖြစ်လာဘယ်လိုနေမလဲလို့ဆိုတယ်မကြည်မနဲ့ပြင်းပြင်းထန်ထန်စိတ်တူစိတ်ပြက်ပြီးတော့လောကရန်ကိုမရှိမလားရင်ဆိုင်မှာအဲ့လိုဒေါသတွေနဲ့သေသွားလို့ဆိုရင်ကောင်းတဲ့နေရာမျှော်လင့်လို့ရနိုင်မလားဒါကြောင့်သိခြင်းတရားကျွတ်တင်ပြီးတော့စဉ်းစားတယ်နော်အခုလူတွေကဒီသိခြင်းတရားဒီဝေဒနာဒီဆိုးရတဲ့ဒုက္ခတွေကိုကျွတ်တင်ပြီးတော့မစဉ်းစားတော့လုံးလုံးနဲ့တွေ့နေရတဲ့လောကရန်အသေးလေးတွေကိုပုံကြီးချင်နေရဟုတ်ရဲ့လားရှိကျင်ဆိုဘုရားကြီးပြောတာကိုသွားပြီးတော့အမှတ်ရတယ်တော်တယ်မှာကြားလိုက်လို့ကြီးနေတဲ့လူပါလေခွေးပေါင်နာကိုရက်ကြည့်တဲ့မို့တဲ့ရှုချစ်တာကိုလည်းရက်ပြီးတော့ပုံကြီးချက်မနေတဲ့မို့တဲ့ဘာဖြစ်လို့ဆိုတော့နောက်ကကြားတာတကယ်လို့ခွေးအောင်နာကိုရက်ပြီးတော့ကြည့်နေလို့ဆိုတော့ကြားမှပြီးတော့သူ့ကိုတိုက်တာရှုချစ်တာကိုလည်းပုံကြီးချက်နေတယ်သူ့ရဲ့အရေးကြီးတဲ့ကြားကနောက်ကလိုက်နေတာအဲ့လိုပဲဒါကမှလို့ဆိုရင်နောက်မှလည်းသိခြင်းတရားကြီးကိုတော့ကြားမှာအမြဲတမ်းနိုင်တယ်အဲ့ဒါကဲ့ရဲ့ရှိမွားခြင်းဆိုတဲ့ခွေးဟောင်းနာကိုရက်ပြီးတော့ကြည့်နေတယ်ပြောချင်တာပြောလို့ရှိအဲ့ဒီနောက်ကကြားလိုက်နေတယ်ဆိုတာသတိထားနိုင်တဲ့လူတစ်ယောက်ဒီအဲ့ဒီကိစ္စကိုခေါင်းထဲမှာဘာမှအကြံကြီးခံစားနေမှာမဟုတ်ဘူးဟုတ်ရဲ့လားဒီလောကရအသေးအမွားလေးတွေတွေ့တဲ့စုချစ်တာလေးလောက်နဲ့ပဲထက်ပြီးတော့တွတ်နေမှာမဟုတ်ဘူးဘာဖြစ်လို့လဲတစ်ချိန်ချိန်မှာကြားအကြိုက်တောင်ခံရဒီကြားလိုက်တာကိုပြန်ပါရကြည့်နေတဲ့အနေထားဟုတ်လားဒါကြောင့်အဲ့ဒါကောင်းတော့တိခံခြင်းဆိုတဲ့အရေးအလေးဟာဘဝမှာမရှိလို့မဖြစ်ပါဘူးဘုရားအလုံးကိုတိခံရနော်ဒီတိခံနိုင်ရဆိုရင်ခုလည်းအကျိုးရှိတယ်နောက်လည်းအကျိုးရှိတယ်ရှင်မောင်ကလည်းဘောတော်မြတ်ကြီးကမြတ်စွာဘုရားလက်ထက်တော်ခါတော့ငရေကြီးကိုလည်းသွားတယ်နတ်ကြီးကိုလည်းသွားတယ်ဘာကြောင့်ဆင်းရဲတယ်လဲဘာကြောင့်ချမ်းသာကြတယ်လဲလို့မေးတယ်ဆိုတာပြည့်ပြည့်ကြားဘူးတယ်နော်အဲ့ဒါနတ်သမီးတယောက်ကိုတွေ့တော့ဒီလောက်ကြီးကြီးတဲ့စီးတွေကိုဘာကြောင့်ရတယ်လဲလို့မေးတော့အဲ့ဒီနတ်သမီးကဘာပြောလဲဆိုတော့အမြဲမထွက်ခဲ့လို့ပါလေဘာမှလည်းလူခဲ့တာလည်းမဟုတ်ဘူးဒီပြင်ခုလူရဲ့လို့မဲမဲနဲ့အခုမှဘာမှမရှိဘူးဒါပေမဲ့အရှင်ဘုရားတို့ကသူ့ယောက်ျားကအင်မတန်ဆိုးတယ်လို့ဆိုတယ်အဲ့တော့အိန္ဒိယရဲ့ထုံးတာယောက်ျားကဆိုးတယ်လေဘာမှမတတ်နိုင်ဘူးဘလို့ဒီလူကဆိုးတယ်ဆိုရင်ယောက်ျားသေးလို့ရှိရင်မိဖို့နဲ့ဆင်းပြီးတော့ဆိုးမှသေးရတဲ့ထုံးတာတွေတော့မရှိတယ်အဲ့တော့ကြောက်နိုင်တယ်ပေါ့နော်အဲ့တော့ဒီဆိုးတဲ့ယောက်ျားကိုပြန်လို့ရင်ငါမလို့ခက်ရတယ်အဲ့ဒီတော့မတတ်နိုင်ပါဘူးလေကြိတ်မိတ်ပြီးတော့ငါတီးခံနေမယ်ဆိုပြီးတော့အမြင့်မထွက်အောင်ဟုတ်လားအဲ့ဒါစိတ်မတူတဲ့လို့မဟုတ်ဘူးနော်အမြင့်ကိုပြင်လို့ကိုမထွက်အောင်ရှိတော့ရှိတယ်ဆိုတဲ့အတိတ်တွေပေါ့ဟုတ်လားဘာလဲမထွက်အောင်ဒါလို့ပြောတာပညာရှိအမြင့်အပြင်မထွက်အနာဂတ်မဖြစ်သေးတဲ့ညဒေါသကတော့ရှိတာပေါ့ဟုတ်ရဲ့လားအဲ့ဒါလို့အဲ့ဒီနတ်သမီးလေးကပြောတာအရှင်ဘုရားတော်ကဆိုးတဲ့ယောက်ျားနဲ့တွေ့ခဲ့တာတဲ့အဲ့ဒါအမြင့်မထွက်အောင်တီးခံခဲ့လို့နတ်သမီးဖြစ်တယ်လို့ပြောတာဒါကောင်းတဲ့အမှတ်ရတဲ့ကိုပြောချက်ဟုတ်လားအဲ့တော့ဦးဇင်းတို့တန်ဖိုးရှိတဲ့လူမျိုးဖြစ်ခြင်းနဲ့ဆိုရင်တတိယရှိရမယ့်အင်္ဂါရက်ဒီခံခြင်းဟုတ်ရဲ့လားနာထောင်ခြင်းတပ်ဖြတ်ခြင်းတီးခံခြင်း
နောက်ဆုံးစရုပ်နာမြောက်အင်္ဂါရကမှလည်းလို့ရောက်ဘူးတွေဖြစ်စီမရောက်ဘူးတွေဖြစ်စီသွားရဲနာရဲတဲ့တတိရှိရမယ်သွားရဲနာရဲတဲ့တတိရှိရမယ်ဆိုတာကဘာပြောတာလဲဆိုတော့မြတ်စွာဘုရားကဟောဒီတန်တရားရှိရတဲ့ကာလကြီးတစ်လျှောက်လုံးမှာအကတ္တဥပ္ပါရှိတော့မှတစ်ခါမှမရောက်ဘူးသေးတဲ့အရက်ဒေတာဆိုတာရှိတယ်။ယာယံဒေတာအကတံဘုဗ္ဗဣမိနာဒီကေနအတုနာဒီလောက်ရှိရရစွာဖြတ်သန်းခဲ့တဲ့တန်ရာကာလကြီးတစ်လျှောက်လုံးမှာတစ်ခါမှမရောက်ဘူးသေးတဲ့အရက်ဒေတာဆိုတာရှိပါလေ။အဲ့ဒီအရက်ဒေတာဆိုတာဘာပြောတာလဲဆိုတော့ယရိယတပ္ပသင်္ခါရတမထောတဗ္ဗပတိနိတ္တကောတဏ္ဍခေယဝိရာဘောနိရောဓနိဗ္ဗာန်နော်အလုံးစုံသောသင်္ခါရတရားတို့ရဲ့ချုပ်ငြိမ်းရာအလုံးစုံသောဥပရိတရားတို့ကိုပယ်ဆွံ့ရာဆွဲမဲ့မှုတဏှာလောဘတို့ချုပ်ငြိမ်းရာဒုက္ခအလုံးတို့ရုပ်သိမ်းရာနိဗ္ဗာန်ဆိုတဲ့တရားတွေတဏှာတရားတို့တစ်ခါမှမရောက်ဘူးသေးတဲ့အယက်ဒေတန်ကိုမြတ်စွာဘုရားတင်စားပြီးတော့ပြောတဲ့အရာနော်အဲ့တော့မရောက်ဘူးတဲ့နေရာကိုစေဦးသီးကတွားဆိုရင်ဒီစင်ကြီးကမလုပ်နိုင်ပါနဲ့အဲ့လိုပဲဘာမှမပြောလို့လည်းမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကဒီသုံးတဲ့ကိုဒီခန္ဓာဒီအာယတနာဒီယုံနာတို့ရဲ့စင်စစ်မပြတ်ဖြစ်ပေါ်နေခြင်းလို့ဆိုရတဲ့ဒီတန်တရားတွေဆင်းရဲတယ်ဟုတ်လားဒီယုံနာဒီခန္ဓာတို့ရဲ့ချုပ်ငြိမ်းရာကိလေသာတရားတွေကင်းပြတ်ရာနိဗ္ဗာန်ဆိုတဲ့တရားတွေကလည်းချမ်းသာတဲ့ချမ်းသာမှဖြစ်တယ်။ဒါကြောင့်နိဗ္ဗာန်ဒီလိုသောအယက်ဒေတာကိုရောက်တွားရမယ်လို့တတ်ပြောတာ။တကယ်တော့နိဗ္ဗာန်ကအယက်ဒေတာတစ်ခုမဟုတ်ဘူး။ဟုတ်လား။ဒါပေမဲ့နားလည်းတင်စားပြီးတော့ပြောတာ။ဒါဘုရားကိုယ်တော်လည်းဟောတာနော်။ယာယံတိတာအကတ္တဘုဗ္ဗဣမိနံဒီကေနအတုနာခြေရရဆိုတော့ကာလတစ်လျှောက်လုံးတစ်ခါမှမရောက်ဘူးသေးတဲ့နေရာဆိုတာရှိတယ်ပြောတာပဂရိနေရာတွေကတော့ကိုမရောက်ဘူးသေးတဲ့နေရာကအရိယာတွေနေတဲ့ဘုံကလွဲလို့အရိယာတွေဖြစ်တဲ့ဘုံကလွဲလို့ကျန်တဲ့ပုရိသေတွေဖြစ်တဲ့ဘုံမှာအကုန်ရောက်ဘူးတယ်မလားဟုတ်လားဘုံဒီဦးဇင်းတို့လူကြီးဆိုလို့ရှိရင်ကတော့ဒါကိုခြေရချင်းထက်နေတဲ့နေရာတွေပေါ့ဟုတ်လားမြတ်စွာဘုရားလည်းကလူတွေမမြုပ်ဘူးသေးတဲ့နေရာကိုသူ့ကိုယ်သူမြုပ်ရမယ်ဆိုပြီးတော့တားဖို့မှလည်းပုံမှန်ကြီးတယောက်ကြောင့်ကြားလို့တယ်မဟုတ်လားအဲ့ဒီလိုမြတ်စွာဘုရားကဒီနေရာမှာပဲတဲ့ဟာဒီနာနဲ့ဒီနာနဲ့ပဲဘဝပေါင်း73နဲ့4တောင်လောက်တင်ပါလေပြုတ်နေလို့လေမဟုတ်ဘူးလားဒါကြောင့်ဘုရားဆိုရင်လည်းပြောတာနော်ဒီနေရာမှာပဲကိုခဏခန္ဓာရလို့သိခဲ့ရလို့မြုပ်နှံလို့မြေကြီးဖြစ်မြေဩနာဖြစ်အဲ့ဒီနေရာပဲကိုကလူမြန်ဖြစ်အဲ့ဒီနေရာကိုကထွန်ရက်စိုက်ပြုစားလူတွေတဲ့ကိုတင်းញိုင်းပေါ်ကိုရာလို့စားနေကြတာဘယ်သူကပြောတာလဲဘုရားဆိုပြီးပြောတာတရားဟုတ်လားနောက်တကယ်မှန်များအဲ့တော့တန်ရာရှောင်းလုံးမှာကိုမရောက်ဘူးတဲ့နေရာဆိုတော့နိဗ္ဗာန်ပဲရှိတယ်အဲ့ဒီအရာတွေကဘယ်လိုလဲသွားရမယ်သွားရမယ်ဆိုတဲ့နေရာမှာမြတ်စွာဘုရားကဘယ်လိုထင်ပြောတာလဲဆိုတော့တန်ခိမေညီဝကန္ထာဟောတိမြန်ဆန်သွားရမယ်နော်နိဗ္ဗာန်ကိုသွားတဲ့နေရာမှာနေပြီးကိုယ်သွားဖို့ပြောတာမြန်ဆန်ပြောဖို့သွားတာဘာလို့မြန်ဆန်ပြောဖို့သွားလဲဆိုတော့သွားလို့ရတဲ့အခြေအနေကောင်းလေးကအချိန်လေးပျောက်ဆုံးသွားနိုင်တဲ့အတွက်ကြောင့်ပဲဟုတ်လားသွားလို့ရနိုင်တဲ့အခြေအနေကောင်းလေးကအချိန်လေးပျောက်ဆုံးသွားနိုင်တယ်ဒါကြောင့်မို့လို့အခြေအနေကောင်းလေးမှာခတ်တုတ်ကလေးသွားနိုင်လို့ပြောတာတပိမေညီဝါခန္ဓာဟောတိတဲ့အဲ့တော့နိဗ္ဗာန်ဒီကိုတော့မရောက်ဘူးတဲ့အရာကိုဘယ်လိုသွားမှာလဲဆိုတော့မဂ္ဂင်၈ပါးဒီကိုတော့လမ်းမှာတမန်မှာပေါ့ပြည့်တဲ့နေရာမှာမယ်ဒီမဂ္ဂင်၈ပါးဒီကိုတော့လမ်းမှာသွားရတယ်မဂ္ဂင်၈ပါးဒီနိဗ္ဗာန်ဒီကိုတော့မရောက်ဘူးသေးတော့အယက်ဒေသကိုစိုက်သွားတဲ့လမ်းမယ်မဂ္ဂင်၈ပါးအဲ့တော့မဂ္ဂင်၈ပါးကဘာတွေလဲဆိုတော့ဦးဇင်းတို့ဒါဘုရားဘုရားကြီးရဲ့နိဒာနိခေယနဲ့ကြတတ်နေတဲ့တရားစိတ်ဓာတ်ကိုပြောမယ်နော်ဒီမဂ္ဂင်၈ပါးလောက်တော့အတာကလေးရေပြပြလေးပြနိုင်လိမ့်မယ်လို့ထင်တယ်နံပါတ်1အ
Nam Đích Thị Khóng Sòng mấy cái xe ba nó mấy cái xe ba của cái bán gì vậy cái gì để cái gì nó cho chim chàng ở mấy cái xe ba đây mà chỉ dùng để chỉ là chàng dùng xe để khóng sòng mấy cái gì bán để được bây giờ Nam Đích Thị mấy món số kia chỉ là umani này được bao cho tết chỉ thà đôi khi xe đôi mà không đôi của ta umman không mong vào mà để chân này đôi con này đôi thì nó có ảnh hưởng lại là định mình cái gì không đôi khi gặp chân này về rồi chân này đôi thì là lúc mà không là được mấy cái xe ba mà ta mang đến thì chỉ này chỉ cả chả rồi tôi của ta sẽ ở đâu này về rồi chân này là luôn sẽ làm người số để đi về không gì cả ở đâu ta mang đến thì chỉ mấy cái này trong mình cho đấy mình có thể được chén đấy chén lên mà ta mang đến thì trong cho nó nam mô sura mang cần đấy chỉ sura anh nhẹ mang cần đấy anh nhẹ mang cần đấy anh nhẹ thì ta mang đến thì sura đâu có mà mang cần đấy anh nhẹ sura ba đấy mang cần đấy anh nhẹ sura mang nào cũng nhẹ đấy anh nhẹ mang cần đấy anh nhẹ lúc đi làm mang nào cũng nhẹ này nhẹ bởi cái điều gì cả mang nào cũng nhẹ này phải chăng đấy chúng ta bảo rằng lúc đi làm mang này làm để nhẹ đấy đau lù nhẹ này mà ní này là bạn chỉ lấy cái đó đau lù này chăm chăm tôi mà hổ mấy mà lù số đấy anh nhẹ à tất nhiên trong lên rồi là gì trong cha sẽ xem mẹ tôi mà hổ mấy mà sẽ xem cái trong cha chỉ về số ra bảo rằng thì thằng mang đi ra một trời mà mang đi bao nhiêu lời số đâu để dùng điều đó cũng mà cái gì trong cha của về có một cái mình đâu đã có không ra trong cha mình lù xì rồi đó lù xì trong cha số là trong con làm gì thì cái lúc đấy của cái video mình đang lên lá trong cha là lù nghề cái gì có một mà được không sau khi mới của cái video đã sau khi mới là không ra lù nghề lù dâu rồi có số lên làm đẹp con làm gì cái gì sau khi mới của mà xây dựng mà thu trong video không lấy được sự gì rồi đã không lấy được là sau khi mới ra lù nghề không lấy được cái gì thì anh mang nhà bố số nào của tôi đây là ôi yaအဲ့လိုပဲအကုန်လုံးကိုချက်ထွင်ပြီးတော့ကြည့်စစ်ထုတ်လိုက်လို့ရှိရင်အပေါ်ဉာဏ်တော့ပဲမှန်မှန်ကိုတွေ့ရတယ်။ဒါပေမဲ့ကောင်းတော့မရင်းနဲ့တော့ကြောက်ကြကြီးတယောက်လာတော့စပင်ကြီးလာနေပြီလို့တော့မကြောက်နဲ့ဟုတ်လားနော်သမုဒိသစ္စာကိုလည်းလုံလို့မရဘူး။ဒါပေမဲ့သမုဒိသစ္စာဆိုတာအပေါ်ဉာဏ်သမုဋ္ဌာန်ကိုမှန်တဲ့မှာစစ်ပေါ့စစ်လိုက်လို့ရှိရင်သူ့ဟာမှားသွားတဲ့သဘောရှိတယ်။အဲ့တော့ဘယ်လိုမှမငြင်းနိုင်တဲ့လူတိုင်းသက်ခံရတဲ့နေရာတိုင်းမှာလည်းမှန်တဲ့အချိန်တိုင်းမှာလည်းမှန်တဲ့အမှန်တရားရှိတယ်။အဲ့ဒီအမှန်တရားကဘာလဲဆိုတော့အရာရာပြီးဆုံးသွားခြင်းဒီအမှန်တရားပဲ။နော်။ပေါင်းတာပဲဖြစ်ဆိုတာပဲဖြစ်ဘာတွေလဲဖြစ်လို့နေပြီးသွားတာရှိတယ်။မပြီးရတယ်တော့တခုမှမရှိဘူး။ဟုတ်ရဲ့လား။ဒီနေ့တော့ကျတော့ဇင်ငင်းနိုင်တယ်။အားလုံးပြီးဆုံးသွားတာရှိတယ်။ဆိုဒီဖြစ်စေကောင်းဒီဖြစ်စေဘာပဲဖြစ်နေနေဖြစ်ပေါ်လာမှန်တယ်များစီပြီးဆုံးသွားမှာရှိတယ်။မပြီးအောင်ဘယ်သူမှမတားနိုင်ဘူး။ဘုရားလည်းမတားနိုင်ဘူး။နော်ပြီးဆုံးသွားတာရှိတယ်။ပြီးရတာရှိတယ်ဘဝမှာမပြီးရတယ်လို့တခုမှမရှိဘူး။နော်အဲ့ဒီပြီးဆုံးသွားတယ်ဆိုတာဘာကိုပြောတာလဲဆိုတော့အနိစ္စလက္ခဏာကိုပြောတာ။ပြီးဆုံးသွားတာနော်ခုလေကမှတော့ကျွန်တော်အသက်60လောက်ရှိပြီ50လောက်ရှိပြီဆိုရင်60က50ကပြီးခဲ့ပြီပေါ့လူကြည့်ခြင်းတွေတန်မာခြင်းတွေပြီးခဲ့ပြီပြန်ရနိုင်တော့ခုကပါကျန်တော့ခုရောက်နေတာကရှင်းရုံခြင်းတွေဥမင်းခြင်းတွေနွမ်းနေခြင်းတွေဒါတွေကျန်တယ်နေမကောင်းထိုင်မကောင်းခြင်းတွေကျန်တယ်နေကောင်းထိုင်ကောင်းခဲ့ရတယ်ကပြီးဆုံးရဲ့ခုနေကောင်းထိုင်ကောင်းနေတဲ့လူတွေပဲဒါပြီးတော့မှပဲနော်ဒါအပေါ်ရင်လေးပြောနေတာနော်အပေါ်ရင်လေးပြောနေတာအဲ့ဒါကိုအသေးစိတ်ဆက်ပြီးတော့စဉ်းစားကြည့်ပြီးဆုံးသွားတဲ့သဘောဆိုရပါစို့ပြီးဆုံးတယ်ဆိုတာတော့ဘယ်လိုနည်းနဲ့ပြီးသွားတာလဲဆိုတော့တစ်နှစ်ပြီးသွားတာအသက်50ဆက်တန်းနေတဲ့လူတရား50ကတကယ်နဲ့ပြီးသွားတာဟုတ်ကဲ့တစ်နှစ်ပြီးမှတစ်နှစ်ပြီးတာအဲ့ဒီတစ်နှစ်မှလည်းတလားပြီးမှတလားအဲ့ဒီတလားမှလည်းတရပြီးမှတရအဲ့ဒီတရမှလည်းတလားပြီးတလားသမီးလေးပြီးသမီးလေးတစ်စက္ကန့်ပြီးတစ်စက္ကန့်မှာတော့မှဥက္ကမ
ခေတ်ပညာတွေကတိတ်တိုးတက်တဲ့ပတ်ချနိုင်တော့လေမီလီစက္ကန့်တစ်စက္ကန့်ရဲ့အပုပ်တရားပုံနဲ့နိုင်ထဲမှာရှိရနော်အမြင့်တိုင်တဲ့လူတွေသုံးတာတကယ်နိုင်လေးဆိုပါမယ်အဲ့ဒါလေးနော်ဒီတမိနစ်တစ်စက္ကန့်လေးအတွင်းမှာကဏ္ဍပေါင်း100ပုံပါဟုတ်လားအဲ့တော့တစ်ခုချင်းလေးတစ်ခုပေးရတယ်ဓာတ်တက်ပို့ပြီးတော့တိတိကျကျပြောရင်တစ်ခဏပြီးတစ်ခဏပြီးသွားဒီတစ်ခဏပြီးသွားလို့နောက်တစ်ခဏရတနည်းအားဖြင့်ဒီတစ်ခဏကိုရဖို့အတွက်အရင်တစ်ခဏကြီးတည်ဆိုးပေးရတယ်အဲ့တော့အခုလုံးလုံးစီဒီကောင်ကတော့ဦးဇင်းတို့ရဲ့ဘဝဘာလဲလို့မေးရင်အမြဲတမ်းအတိတ်ဖြစ်ဟုတ်လားအတိတ်တွေကြီးပဲအချိန်လေးပါလေအတိတ်ဖြစ်နေအဟောင်းအမြဲတမ်းကုန်နေတယ်ဟုတ်ရဲ့လားဒီအမြဲတမ်းပြီးဆုံးနေအတိတ်ကအမြဲတမ်းဖြစ်တယ်အဲ့ဒီအတိတ်ကလည်းဝါငလည်းကြာလာမှာမို့ဒီငကိုဖြစ်နေတဲ့ယုံနာကသူ့ကိုအကြောင်းထောက်မှဖြစ်ခဲ့လို့သူကဖြစ်ပေါ်မရတခုလည်းမဟုတ်ဘူးနော်ဒီတခုလည်းမဟုတ်ပေမဲ့လို့လည်းအကြောင်းတော့ကျင်းလာတာမကျင်းဘူးဟုတ်ရဲ့လားအဲ့လိုမျိုးဘဝဆိုတာတခဏပြီးတခဏအမြဲတမ်းပြီးသွားတယ်ဆိုကြပါစို့ဘုရားရဲ့အခုဘုရားထွန်းနေတဲ့အတန်နော်တခုပြီးတခုပါဖြစ်သွားလို့ကြောက်သွားတယ်ဒါပေမဲ့ကိုယ်ကအားဆိုင်ပြီးတော့ပြောနေတော့အတန်တွေကတန်ပြီးတန်ပေါ်နေတယ်ဒါကမှလို့ရဲ့နားကလည်းကမ္မဇန်ယုတ်ကအမြဲတမ်းထောက်ပံ့နေတော့ကံဆောင်အားတွေကအမြဲတမ်းထောက်ပံ့နေတော့နားကလည်းရှိနေတယ်ဟောရှိနေတော့ကြားရဲဆိုတဲ့စိတ်တွေကလည်းဆင်စမပြန်ဖြစ်ပေါ်နေတယ်ဖြစ်တိုင်းပြီးတော့တာကြီးကုန်သွားတာကြီးပဲပျောက်သွားတာကြီးအတူတူပဲနော်ပြီးသွားတယ်ကုန်သွားတယ်ပျောက်သွားတယ်အတူတူပဲဟုတ်ရဲ့လားမနေ့တုန်းကကျုပ်တဲ့နဲ့ကြောက်ခဲ့ဆိုခဲ့တွေ့ကြုံတဲ့ခံစားခဲ့ဒါတွေခုမှရှိသေးတယ်နေ့တုန်းကမရှိသေးဘူးနေ့တုန်းကတော့သောတော်ကတိတဲ့လူလုံးကတော့မရှိတော့ပါဘူးဘုရားလို့ပြောနေတာတော့ဘူးမရှိဒီတိုင်းသွားနေတာရက်ချိန်နားချိန်မရှိတလက်ဆက်ပြီးဆုံးလိုက်နေတယ်အဲ့ဒီပြီးဆုံးလိုက်နေတယ်ဆိုတဲ့အချက်ကိုမမှန်ပါဘူးလို့သူမြင်နိုင်တယ်အဲ့ဒီအနိစ္စလက္ခဏာဆိုတဲ့အမှန်တရားကိုမြင်ရင်မှန်တာကိုမြင်တဲ့အတွက်ကြောင့်အဲ့ဒါတမ္မာဒိဋ္ဌိနော်အဲကြောင့်မြင်တာလေးပဲဖြစ်ကြားတာလေးပဲဖြစ်နားနာဆောင်တာထိတာတွေးတာဘယ်အတွေ့အကြုံဘယ်အဖြစ်အပျက်မျိုးမဆိုခန္ဓာကိုယ်ပေါ်မှာဖြစ်ပေါ်လာတဲ့ထွီးသွားတာကြီးပဲတောက်သွားတာကြီးပဲကုတ်သွားတာကြီးပဲဒါပေမဲ့နောက်တဲ့အတိတ်ကအမြဲတမ်းအစမ်းထိုးနေတာဆိုတော့ပုံမပြတ်ရက်တည်နေနိုင်တာဟုတ်ရဲ့ဒါပေမဲ့ခုနကတော့ယုံနံဒီအခုယုံနံလို့ပြောပြရမှာခုနကယုံနံပြီးရဲ့အခုယုံနံအတိတ်ပဲခုနကယုံနံမဟုတ်တော့ဒါပေမဲ့ခုနကယုံနံကအကြောင်းကျိုးဆက်လို့အခုယုံနံဆိုတာဆက်လက်ပြီးတော့ရက်တည်ဟောသူလည်းပဲဖြစ်ပြီးတော့ပြည့်စုံသွားပြီးတော့နောက်တဲ့အသေးယုံနံခုနဲ့အနာဂတ်မှာဆက်ပြီးတော့ရက်တည်ပုံမှာပဲဒါပေမဲ့အခုတည်းမဟုတ်တယ်လို့အကြောင်းလည်းမကင်းဘူးဟုတ်ရဲ့လားအတိတ်ဖြစ်နေတာနော်အဲ့ဒါကိုသိရင်မှာပေါ့မယ်တန်ဟိတ်သူအဲ့တော့အဲ့ဒါလူငယ်တွေကိုအင်တာနက်နဲ့စီခြင်းနဲ့နော်အဲ့တော့ဆရာကြီးနာကသိဉာဏ်ပြောပြတယ်သူတွေးကြတဲ့အတွေ့အကြုံပုံမြင်လေးတွေကိုပြောပြပြီးတော့တွေးပြတာအဲ့ဒီပုံမြင်လေးကဘာမှပုံမြင်လို့ဆိုတယ်ဒီပုံမြင်ကတော့အင်တာလေးနဲ့ပုံမြင်ပေါ့နော်ဗမာလူမျိုးတွေကဘလောက်အတွေ့အကြုံဉာဏ်ပညာထက်မြက်တယ်လဲဆိုတာသိခွင့်ရတဲ့ပုံမြင်ပေါ့နော်အဲ့ဒီပုံမြင်ကိုတမန်ဒိဋ္ဌိကိုစွဲသွားစေခြင်းလို့ပြောပြအောင်မယ်ဒီကုန်းကျုပ်တရားဟောတာတဏှာကြီးနဲ့မိနစ်20ရှိပြီကျမ်းမာရေးကိုကောင်းပြီးတဲ့နောက်ဒီလောက်တစ်ခါမှတရားရှိမဟောသေးဘူးနော်ဒါပေမဲ့ဒီပုံမြင်လေးကိုပြောဦးမယ်နော်တခါတော့တမန်ဒိဋ္ဌိအကြောင်းပြောမှာနော်တခါတော့မြင်းတယ်ကောင်နဲ့ခရုတယ်ကောင်နဲ့တွေ့ကြတော့မြင်းကတအိတွေသွားတယ်ခရုကိုကြည့်ပြီးတော့နှိမ့်လိုက်တာဒီလောက်နှိမ့်တဲ့တော်ကမြင်းဘူးအဲ့လိုပြောတော့ခရုကမော့ကြည့်ဟောမှာမင်းကငါ့ကိုပြေးတယ်လို့ပြောတတိရှိရင်မင်းကလည်းအပြေးတိုင်ပါဘယ်သူကိုအပြေးတိုင်ကိုစိတ်ခေါ်နေတာလဲစိတ်နာတယ်တော့ကောင်းနေပြီလို့ခရုကမြင်းကိုအပြေးတိုင်ကိုစိတ်ခေါ်နေတာအဲ့တော့မြင်းကရှင်းတာပေါ့မင်းတို့အကောင်ကငါ့ကိုပြေးတယ်ကအချင်းတွေစိတ်လဲလို့တော့မဟုတ်
အဲ့လိုပြောတဲ့အခါကျတော့ဖေကအချမ်းစီရှိသေးလားရုပ်တရက်ကိုစဉ်းစားသေးလားအဲ့ဒါနဲ့မြင်ကိုဘယ်နေ့ဘယ်အချိန်မှာဘယ်နာမှပြန်နေမနေနိုင်နော်ဒါပေမဲ့မင်းဂတိကိုတော့ပေးရအဲ့ဒီဂတိကဘာလဲဆိုတော့မင်းနဲ့ငါနဲ့အပြည့်ပြန်တဲ့အခါမှာတဖာလုံးလောက်ရောက်တိုင်းကိုယ့်ရဲ့ပြန်ဘက်မှာနောက်မှဝိကြီးကြံရပြီလားဒါမှမဟုတ်ရှေ့ပြန်ရောက်သွားပြီလားဒါမှမဟုတ်ကိုယ်ဘေးမှာပြင်းနေစေလားဆိုတာအမြဲတမ်းတတိထားတဲ့အနေနဲ့ကိုယ်ပြန်ဘက်ကိုတဖာလုံးလောက်ရောက်တိုင်းတတိထားပြီးတော့တကယ်ချင်းကြီးလုံးလားကိုယ်လိုကြီးလုံးလားလို့မေးရမယ်တတိထားရမယ်အေးပါရပါတယ်မင်းတဖာလုံးလောက်ကြည့်တော့ငါတို့ကမင်းမိအောင်တိုင်းနေမှာဟုတ်အဲ့လိုပြောတော့ခေကကောင်းပြီဆိုပြီးတော့ကြက်ချင်းပေးလိုက်တာချင်းပေးလိုက်ပြီးတော့လမ်းဖွင့်သွားတယ်အဲ့ဒါခေကသူ့အပေါင်းနဲ့ခေတွေအများကြီးတွေကိုရောက်ပြီဆိုတော့တိုင်းကိုလိုခေတွေပြောတယ်နော်အေးမြင်းသားစားလို့ရှိရင်အညောင်းပြေတယ်လို့ကြားလို့ဟုတ်ပါအဲ့တော့မင်းတို့မြင်းသားစားမှာအဲ့တော့ခေတွေကစားမယ်မြင်းသားစားမယ်ပေါ့မြင်းသားစားတယ်ငါခိုင်းတဲ့အတိုင်းလို့ဘာလို့ရမှာလဲဆိုတော့မာနဲ့အရွယ်လူအယောင်လူခေတွေငါခိုင်းတဲ့ကျန်တဲ့ကောင်တွေလို့ဆရာလို့စားမှာစားဟုတ်ပါဘာလို့လဲဆိုတော့သူနဲ့အယောင်လူအရွယ်လူတွေအကုန်စုပြီးတော့မနေ့ရှမ်းမြင်းနဲ့အပြည့်တိုင်တဲ့အချိန်ပါဘယ်နာမှမတိုင်ဘူးချိန်ရတယ်အဲ့တော့တဖာလုံးလောက်မှတကောင်တဖာလုံးလောက်မှတကောင်တရွေ့ရွေ့နဲ့သွားနေရမယ်တဖာလုံးလောက်မှတကောင်တဖာလုံးလောက်မှရှင်းဝိကြီးခေတွေကကြွတင်ပြီးတော့သွားနေကြကောင်းပြီအဲ့တော့မင်းတို့တော့မဲ့တော့ကတော့ခုလေးပဲမင်းတို့နာမှာမြင်းကြီးတွေကောင်ရောက်လာလို့ခုလူကြီးပြီးတော့လာဟာလို့မင်းအေးပြီးတော့မယ်ဒါပဲပြောကျန်တာမင်းမပြောနဲ့ဟုတ်ကဲ့နော်အဲ့လိုပြောတဲ့အခါကျတော့ခေတွေကဟုတ်ပြီသဘောပေါက်ပြီးတော့စိတ်အားတက်ကြွစွာနဲ့ဒီပြန်တဲ့လမ်းမှာတဖာလုံးနဲ့ကောင်းကြကြွတင်ပြီးတော့စောင့်နေကြအဒီပြန်တဲ့အချိန်လေးရောက်ပြီဆိုတော့ဆရာကြီးခေကတန်ပန်နေကန်ခုလိုရောက်ပြီလေအရောက်ပြီကန်စပြီးတော့တာထွက်သွားဆိုတော့မြင်းရအားကြီးဘူးဒီလိုနေရတာတာမဲနေရတာစိတ်ချတဲ့တပည့်တွေဟုတ်လားနော်အဲ့ဒါနဲ့တခါလုံးတော့ရောက်ပြီဆိုတော့မြင်းကြီးကတန်ဂတိရှိပါတယ်လေခုခုတော့လည်းဝီးပြက်ကြံပြလည်းမသိစဘေးကြည့်ရွှာနဲ့သွားတယ်တွေ့တယ်ဒီကောင်တွေတော့ထင်နိုင်နေတာလူများလိုက်တာလည်းမသိဘူးဟုတ်ကဲ့အဲ့ဒါနဲ့ခုလိုကြီးကြီးလုံးလာမှာပဲဘာကအေးကြီးလုံးမယ်ဒါပဲတော့ဘုန်းကြီးကဘုန်းကြီးပြောပါလားပါနော်အဲ့ဒီလိုနဲ့နင်းကြီးကဘာဒီကောင်ကြီးနေတယ်ဒီကတော့သူမမီအောင်ကြိတ်ပြီးတော့ကြီးမယ်ဆိုပြီးနောက်တစ်ခါလည်းကန်ဂတိရှိပါတယ်ကိုလူကြီးပြေးတော့မှအင်းပြေးတော့မယ်ဘလို့လဲပြေးတယ်မသိဘူးမြေရန်ရှိုးလာအမိုးမြန်းပြန်လာလားနောက်သူမသိနိုင်ဘူးဟုတ်လားအဲ့တော့လည်းရှစ်အားဆိုင်ပြီးတော့ကြီးနေဟာပြည့်နေပြီဒီကောင်ပဲချိန်လိုက်လာအဲ့တော့လည်းမမီအောင်ဆိုပြီးတော့အားဆိုင်ပြေးနေနဲ့အဲ့ဒီမြင်းကြီးဟာမောဆိုပြီးတော့တည်သွားစေတယ်အဲ့ဒီမြင်းကြီးတွေတော့ခေတွေကအကုန်လုံးဝိုင်းစားတဲ့အဲ့ဒါဒါကြောင့်မို့ဒီကနေ့ခေတွေကမညောင်းညံ့ဘူးတဲ့ဉာဏ်နာစားတာဟုတ်လားအဲ့ဒါဆရာကြီးကပြောလဲဆိုတော့ငယ်ငယ်တုန်းကလည်းအဲ့ဒီကိုဉာဏ်ကြီးကိုကြားဖို့တော့မြင်းကြီးနဲ့အားလိုက်တာမြင်းအားကြီးပဲလို့မြင်းကြီးကိုကဲ့ရဲ့ခဲ့တာတဲ့အသက်ကြီးလာမှအဲ့ဒီမြင်းအားကြီးကကိုဖြစ်နေတယ်မြင်းအားကြီးကဆိုဖြစ်နေတော့မြင်းအားကြီးကကိုဖြစ်နေတယ်အဲ့ဒီမြင်းကြီးကနောက်ထပ်တွေ့တဲ့ခရုတိုင်းဒါအတိတ်တွေ့တဲ့ခရုငကိုလုံးကတွေ့ခဲ့တဲ့ခရုမဟုတ်ဘူးလို့သူမသိလို့အသေးခံရတကယ်လို့အခုတွေ့တဲ့ခရုဒီအခုခဏမှရှိတဲ့ခရုဟိုခရုကနေခဲ့တယ်ဒါကိုသူသိမယ်ဆိုရင်အပြည့်တင်ကြအကြောင်းကိုမရှိဘူးဟုတ်လားဒါပေမဲ့သူအဲ့ဒီမြင်းကြီးကအဲ့လိုသိတယ်လားတကယ်လောကကြီးမှာလည်းအဲ့လိုမြင်းတဲ့ခရုအပြည့်ကြိုင်နေဆိုတာရှိနေမှာမဟုတ်လားမြင်းမှာကြိုင်နေတဲ့ဟာဘာလို့ဆိုလိုတာလဲဆိုတော့ဒီပုံမြင်ကဘာလို့ပြောချင်တာလဲနော်ခုဒီကမှတော့ပြောရတယ်လေဘုဒ္ဓတရားတွေအများကြီးရှိတယ်ဒီရုပ်တွေနာနေနော်ခန္ဓာတိုင်းဖြစ်ပေါ်လာပြီးတော့ပျက်စီးသွားတယ်နောက်ထပ်အတိတ်နဲ့ယက်တည်နေတာပါလို့ဘုရားဉာဏ်နဲ့အရိယာဘုရားကြီးတွေကအမြဲပြောနေတာပဲဟုတ်လားဘုသိမပညာရှင်တွေကလည်းဒီရုပ်တွေကိုဒီဆဲလေးတွေဟာအမြဲတမ်းအချိန်တိုင်းအတိတ်အဟောင်းအမြဲတမ်းကြောင်းနေနေတာသူတို့ကတော့အတိအကျကျုံးနေတာပေါ့နောက်ဦးဇင်းတို့ကတော့အများကြီးအဲ့ဒီသိပ္ပံပညာဘုရားမရှိပါဘူးသို့တော့သူတို့ပြောတယ်မို့လားဒီဆဲလေးတွေကအမြဲတမ်းသိဆုံးပေးရတယ်အတိတ်အမြဲတမ်းဖြစ်တယ်ဟုတ်ရဲ့လား
ရက်တည်နေတဲ့ရုပ်နာကိုမနေ့တုန်းကမနေ့တုန်းကမွေတွေကကအတူတူလို့ထင်နေတာတကယ်တမ်းဆိုရင်မွေတုန်းကဆိုရင်ဒီတိုင်းလေးကစပြောင်းเสียအကြောင်းကိုမရှိဘူးဟုတ်လားမဟုတ်တော့ဘူးနော်ဒါပေမဲ့သူတို့ရဲ့ပြောင်းလဲသွားခြင်းဟုတ်လားသူတို့ရဲ့ပုံဆုံးသွားခြင်းနောက်ထပ်အသစ်တွေဖြစ်ပေါ်လာခြင်းအင်မတန်နုညံ့သိမ်မွေ့တဲ့အတွက်ကြောင့်အင်မတန်မြန်ဆန်တဲ့အတွက်ကြောင့်ကိုယ်မသိနိုင်ဘူးအဲ့ဒါကိုသိနိုင်အောင်စိတ်ဓာတ်ကိုစွမ်းအားရှိအောင်စုစည်းရတယ်ပြီးတော့ဒီယုတ်ဒီနံနဲ့ဖြစ်တိုင်းကိုတတိထားတာပြီးတော့အာယုံဆိုင်ပြီးတော့ရှုမှတ်ရတယ်၊ပွားများရတယ်ဒီအလုပ်ကိုလုပ်လို့ရှိရင်သူ့အကြောင်းကိုခြေရာခံမိပြီးတော့နားလည်လာနိုင်တယ်ဟောတာလေးဖြစ်ပေါ်လာပြီးတော့တက်ွယ်တော်လာကြည့်လေဘယ်လိုရုပ်တရားနံတရားမျိုးမဆိုအမြဲတမ်းတည်နေတယ်ဆိုတာမရှိဘူးအမြဲတမ်းပြီးတော့လာကြည့်လေအသစ်ဖြစ်နေတာကြည့်လေခုဒီကလာမလို့တွေကဦးဇင်းတို့တွေကအသစ်နဲ့အောင်အမြဲတမ်းရောဝင်နေတာဟုတ်လားတချို့ပြန်ဆိုလို့ရှိရင်ပြီးခဲ့တဲ့အတိတ်တွေကိုပြန်တွေးပြီးတော့စိတ်တွေပြက်စိတ်တွေတုံးအတိတ်ကဝင်လို့ဘိုးကြီးဖြစ်ပြီးတော့အဲ့ဒါကိုပြစ်ချနိုင်ဖို့ဘာမှမမြင်နိုင်ရွှေ့သွားနေတာဟုတ်လားနေတော့ငါကဘယ်သူကကိုကြောတာလုပ်နေနေပြီးခဲ့ပြီဟုတ်လားသူကပြီးနေတာကိုကမပြီးနိုင်ဘူးဒီကလေးမှမြန်တဘာဝပြန်ကြီးရောဖြစ်သွားပြီလို့ပြီးတယ်ကိုကမပြီးနိုင်ဘူးဟုတ်လားဒါကြောင့်ပုံမြင်တဲ့ကမြင်အားကြီးကဘယ်လိုဖြစ်နေလဲကိုယ်စီတို့တွေဖြစ်နေတာဟုတ်လားအဲ့ဒါကပြောတာလေတမ္မာဒိဋ္ဌိလို့ပြောတာနော်အမြဲတမ်းချုပ်ပြောင်းနေတယ်အတိတ်အမြဲတမ်းဆက်ဖြစ်နေတယ်နော်အဲ့ဒီအချက်ကိုတတိထားပြီးတော့လေ့လာကြည့်လို့မလိုဘူးလားအဲ့ဒါပြောချင်တယ်ကတော့ပစ္စုပန်တိုင်းမှာအမှတ်တတိရှိရတယ်ပစ္စုပန်တိုင်းမှာပြိထားရတယ်အဲ့ဒါဆိုလို့ရှိရင်နောက်ထပ်ဖြစ်လာတယ်ဒီတော့နောက်ထပ်အသစ်ဖြစ်လာတယ်ခုနကရှိတော့အဲ့ဒါလိုတိပါများလာရင်တမ္မာဒိဋ္ဌိတွေမိမိတဏ္ဍာမှာများလာတယ်တတိယသင်္ဘေကိ7ပါးတွေမိမိတဏ္ဍာမှာများလာတယ်ပေါ့အတိညာဉ်တွေများလာတယ်ပေါ့အဲ့ဒီအတိတွေများလာလို့ကြီးလာလို့ဟုတ်လားအည်သွေးတွေကြီးလာပြီဆိုလို့ရှိရင်မဲ့ညာဘုံညာအဆင့်နဲ့သူပြောင်းတော့နိုင်ပြီလို့လားအဲ့ဒါကိုပြောတာဝိပဿနာဉာဏ်မှာမဲ့ဉာဏ်ဘုံဉာဏ်ကိုကျေစုပြု၍လို့ပဲဟောကြဘူးလားဆိုလို့ဆုံးနေကြတယ်နော်အဲ့ဒါပဲကတော့ဒါမရောက်ဘူးသေးတဲ့အရက်ဒေတာကိုတင်စားပြီးတော့ပြောတာဒီနိဗ္ဗာန်ကိုပြောတာအဲ့ဒီနိဗ္ဗာန်ကိုသွားခြင်းလေဆိုရင်မဲ့ခင်7ပါးလမ်းကသွားရမယ်ဟုတ်လားအဲ့ဒီမဲ့ခင်7ပါးလမ်းကသွားတဲ့နေရာမှာလည်းနေသွားလို့မပြောဘူးမြန်သွားလို့ပြောတယ်ဟုတ်လားအခွင့်အရေးလေးရှိတော့မှအတုံးချကြဘူးဆိုတဲ့အတိတ်ပဲပေါ့နော်အဲ့လိုနိဗ္ဗာန်ကိုရည်ရွယ်ပြီးတော့အချင်းချင်းတွေကိုကျင့်မယ်မိစ္ဆာကိုကျင့်သုံးမယ်ဆိုရင်မရောက်ဘူးတဲ့အရက်ဒေတာကိုသွားတယ်လို့ဟောဆိုလို့မရဘူးလားအဲ့လိုဆိုရင်အင်္ဂါ၄ချက်လုံးညီမသွားဘူးလားဘုရားရဲ့စကားတော်တွေကိုလည်းနားထောင်ရတယ်ဟုတ်လားမကောင်းတဲ့စိတ်တွေဒီလိုတော့ရန်သူကိုလည်းဖေရှားတတ်ဖြတ်ရတယ်ဟုတ်လားအခုခိုက်တမှာဖြစ်ပေါ်လာတဲ့အရှင်မပြေမှုတွေကိုလည်းဒီခံဟုတ်ရလားဘဝမှာတွေ့ကြုံနေတဲ့အရှင်မပြေမှုမှန်များကိုလည်းဒီခံတယ်နော်ပြီးတော့ဘဝရဲ့ပုံမှန်တရားဖြစ်တဲ့ပြီးဆုံးသွားခြင်းကြောက်ွယ်သွားခြင်းမမြဲခြင်းအနိစ္စလက္ခဏာကိုမြင်တဲ့တမ္မာဒိဋ္ဌိကောင်းဆောင်တဲ့မဂ္ဂင်7ပါးကိုပွားများလို့ဆိုရင်မရောက်ဘူးသေးတဲ့နိဗ္ဗာန်ကိုရောက်အောင်သွားနေတာအဲ့ဒီအင်္ဂါရဲ့၄ပါးနဲ့ပြည့်စုံမယ်ဆိုရင်တန်ဖိုးရှိတဲ့လူဖြစ်မှာသဘောပေါက်ပြီးတော့တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်အောင်ဒီအင်္ဂါရဲ့၄ပါးနဲ့ပြည့်စုံအောင်ကြိုးစားနိုင်ရပါစေလို့ဘုရားတော်ဆန္ဒပြုပြီးတော့မေတ္တာပို့ပြီးဆုံးဖြတ်ရအောင်နော်တဏှာကြီးခွဲတည်အောင်ရှိပါနော်ဘောဓုတဝမေလလကံဒုတဝတိဝတံတဝဗုဒ္ဓလူဘာဝေနကရတုခိဘောဓုတိဘောဓုတဝမေလလကံဒုတဝတိဝတံတဝဓမ္မလူဘာဝေနကရတုခိဘောဓုတိဘောဓုတဝမေလလကံဒုတဝတိဝတံတဝဓမ္မလူဘာဝေနကရတုခိဘောဓုတိတေဒမဂတိယနာမေတ္တဘာဒရာမုဇာနာအာလောတတဝါနန္တတုအာသာဝမင်္ဂလာလောကိလောဒနာကောင်းစွာနဲ့မင်္ဂလာဘောတိဘောတုကောင်းစွာမြတ်ဖြစ်တော်မူကြပါစေတည်းသာဝတိဝဒမိမိ
မိမိတို့တာနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနာမည်နာကောင်းနာပေါင်းတို့ပါလည်းပဲရကံတို့ကောင်းစွာမသွေဆောင်ရှောက်တော်မူနိုင်ကြပါစေတည်းတမရဏလူဝဝေနကိင္ဃဝါလူလေးစုမသာပွင့်တော်မူကြ၏ဆိုလိုတာပါပြည့်ရှင်ကိုယ်တော်မြတ်တို့ရဲ့ဘုဒ္ဓဇောအနုဘောတော်တို့ကြောင့်၎င်းတမရဏလူဝဝေနမေလရံဘုဒ္ဓရဲ့နေပါဝိရိယဆိုတော်ဆရာတော်တရားတော်မြတ်တို့ရဲ့ဘုဒ္ဓဇောအနုဘောတော်တို့ကြောင့်၎င်းတမရဏလူဝဝေနမေတ္တာလေးရောက်တဲ့ကံလေးရောက်ဆိုတော်ရှင်တော်ရိယတန်ခါရှင်မြတ်တို့နဲ့လည်းဘောတိလာဘုဒ္ဓမာတိကိုပညာကိုလို့လည်းပြည့်စုံတော်မူကြတဲ့ဘုဒ္ဓတန်ခါရှင်တော်ရှင်မြတ်ပေါင်းတို့ရဲ့တကုတိဇောအနုဘောတော်တို့ကြောင့်၎င်းတရားနေရောညပါဘေကမဆိုင်ချင်းရှိတိုင်းချင်းရှိတိုင်းသူဒီကိုစိတ်တော်ကြောင့်မှာချမ်းသာခြင်းရှိကြကုန်သည်ဘောတို့ကောင်းစွာမသိဖြစ်တော်မူကြပါ